Entertainment Channel ကိုချစ်ခင်အားပေးနေကြတဲ့ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေဒီကနေ့မှဆိုရင်တော့စာရေးသူမောင်ညိုမိုင်းတန်လျင်ရေးသားထားတဲ့ကံမရဝိထုတို့တပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့အာလာဝကငဆိုးဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။နောက်ဆင်ပေးပါအောင်ရှင်။မိတ်ဆွေစာဖတ်သူတအုပ်လိုက်ပို့ပေးလို့ကျွန်တော်ဆရာကြီးဦးစေးပေါင်းဆိုသူကိုရင်းနှီးစွာတွေ့ဆုံခဲ့ရတယ်။ဆရာကြီးဦးစေးပေါင်းအကြောင်းကိုမိတ်ဆွေကိုကန်သိန်းပြောပြလို့နာမည်ရင်းနှီးနေရတော့ကြားခဲ့ပြီ။ကိုကန်သိန်းကကျွန်တော်စာဖတ်ပရိသတ်တအုပ်ပါ။အထူးသဖြင့်ကျွန်တော်ရေးတဲ့ကံမရဝိထုတွေကိုစူးစူးဆိုင်ဆိုင်ဖတ်ပြီးတော့မိခွန်းတွေမေးလေရှိတာ哦။ဆရာရေးတဲ့စုံမရေးချဝိထုတွေကစုံမရေးချတာတကယ်ပဲလားဆရာ။ဟုတ်ပါတယ်ကိုကန်။ကျွန်တော်မှာဘိုးတော်မင်းတရားလက်ထက်အမိန့်တော်ပြန်တန်းဆိုတဲ့ပုံနှိပ်မှုစာအုပ်ရှိပါတယ်။အဲ့ဒီအမိန့်ပြန်တန်းစာအုပ်မှာစောကနီစုံမကိုရှင်းမြမာမင်းလက်ထက်ကဘလို့နည်းပညာနဲ့ရေးချရဲဆိုတာအသေးစိတ်ဖော်ပြထားတယ်။စုံမကိုပုံနှိပ်ပညာအောင်နှိပ်အောင်စီရင်ရတာပေါ့ဗျာ။နောက်ဆုံးပညာနှုံသွားတဲ့စုံမကိုမြက်ကူးချောင်းပြရက်ဝင်းနဲ့နှင်ရတာပေါ့။အဆုံးစီရင်လို့မရဘူးလားဗျ။စောကနီစုံမစွန့်ရင်ရေးချလေတည်ခဲ့တယ်ဗျ။တင်းနေမစိလို့နေမှာပေါ့ဗျာ။ပညာနဲ့အောင်တော့စီရင်ခဲ့တာပေါ့။ဆရာရေးတဲ့အဘဆရာကြီးဦးတင်မောင်ကစိန်ဖီရီလင်းယူသွားတဲ့ကိုတင်ချိုင်းမော်ဆရာကိုအဲ့ရမထနိုင်အောင်ပညာနဲ့စီရင်ပြီးတော့ပစ္စည်းတွေပြန်ရအောင်လုပ်တာရောတကယ်အဖြစ်ပဲလားဆရာအဖြစ်ရမှန်ပါကိုကန်အဘဆရာကြီးဦးတင်မောင်ရောရှိပါသေးလားဆရာသူကကွဲလွန်သွားခဲ့ပါပြီကိုကန်အဘဆရာကြီးဦးတင်မောင်ဘလောက်စွမ်းလဲသိကျင်သူ့သားတပည့်တွေတန်လျင်မှာရှိပါသေးတယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဆရာကြီးရဲ့ပညာတွေဘသူအမွေခံလဲဆရာအခုတော့ဆရာကြီးရဲ့သားကြီးဆရာဦးတင်ကဆရာကြီးဦးတင်မောင်ရဲ့ပညာတော်မြတ်ကြီးကိုဆက်လက်အမွေခံယူပြီးတော့တက်ဆွမ်းသမျှကိုကူညီပေးနေတော့မှာဗျာဆရာအောင်လန်းဆရာတွေရောရင်းနှီးလားရင်းနှီးပါတယ်ကိုကန်ဘလို့ပညာတွေရခဲ့လဲဆရာကျွန်တော်ကအောင်လန်းဆရာတွေထံပညာတွေကိုသိယူတာမဟုတ်ဘူးကိုကန်သူတို့ရဲ့ပညာအစီရင်တွေဘလို့ထက်တာလဲသိကြလို့လေ့လာတာပါကျွန်တော်ကဂမ်ဘီယာဖြစ်ရစမ်းကျဲစာရေးဆရာလေးဗျာအထက်လန်းရောအောက်လန်းရောခုလက်ရဲ့ပညာတွေရောတွေ့ကြုံဘူးတာပဲကိုစာရေးလို့ရမှာကိုမေးရတာပဲအကောင်ဆိုအတုယူတင်မယူတင်ကတော့စာရေးနည်းပညာနဲ့ဖော်ရတာပေါ့ဗျာဆရာအဲ့လိုဖော်ကောင်းလို့တော့သူတို့ကစိတ်မဆိုးဘူးလားဆရာစိတ်မဆိုးတဲ့အပြင်သူတို့အကြောင်းရေးမှာကိုခွင့်ပြုနိုင်တဲ့ဆရာကိုမေးမြန်းရတာပေါ့တချို့အကြောင်းအရာတွေကစာရေးကောင်းတာတွေအများကြီးရှိတယ်ဗျကိုကရေးရင်လည်းတချို့ကြတော့နာမည်တို့နေရက်တို့လွှဲပြီးတော့ရေးရတာပေါ့အများအားဖြင့်တော့အသက်ကြီးလို့နောင်တရအမြင့်မှန်ရတဲ့ဆရာကြီးတွေပညာသွေတွေပြောပြခွင့်ပြုတဲ့အကြောင်းအရာတွေကိုရေးတာများတယ်ဆရာဘလို့ရည်ရွယ်ချက်နဲ့ရေးရလဲဗျအထူးသဖြင့်ဂမ်ဘီယာဖြစ်ရစမ်းကြယ်တွေပေါ့ဗျာဒီပညာတွေကဖြစ်ရစမ်းကြယ်အစီအရင်တွေကအိန္ဒိယနိုင်ငံထိုင်းနိုင်ငံကမ္ဘောဒီးယားအာဖရိကဟိမွန်နာစတဲ့နိုင်ငံဒေသတွေမှာဒီကနေ့ထိုင်ရုံရုံကြီးကြီးကိုကိုစားစားလောက်ကန်နေတော့မယ်အာဖရိကမော်ပညာဆိုရင်အလုံးကိုကြောက်စရာကောင်းတယ်ဒီလိုကံမီရအစီရင်ပညာတွေမြန်မာမှာလည်းရှိခဲ့ဘူးတယ်ရှေးအစ္စာကောနာဘာမဲ့ဆရာတော်စသည်ပေါ့စုံကဝေတရေတစီဖြစ်ရစမ်းတွေကိုအင်္ဂလန်နိုင်ငံကပညာရှင်တွေအစုအသင်းဖွဲ့ပြီးတော့လေ့လာနေတာနှစ်ပေါင်းမနည်းဘူးဗျမြန်မာမှာပုံနကတိုက်တာရှိတယ်လို့အင်္ဂလန်မှာလည်းပုံနကတိုက်တာဖြစ်နေတာပဲပုံနကတိုက်တာမြင်ဘူးလားကိုကန်မြင်ဘူးပါတယ်ဆရာပြောပါအောင်ဘလို့မြင်လဲအိမ်မော်ခဲတွေကြတယ်အိမ်ထဲကိုခဲလုံးတွေဝင်လာပြီးတော့ထိမှန်ကွဲကုန်တယ်တဲမိုးခဲမိုးရွာတာပေါ့ဆရာလူနေလို့မရဘူးလူတက်နေတာနဲ့အဲ့လိုဖြစ်ရောလက်သေးတရခန့်ရှာလို့မရအနည်းဆုံး3ရက်လောက်တော့ခဲမိုးတွေရွာပျက်စီးလို့ဝါတော့မှသူ့ဘာသာသူအလိုလိုရက်သွားတာမြင်ဘူးပါတယ်ဆရာဟုတ်တာပေါ့ဗျာကျွန်တော်တန်လျင်မှာရောတခြားမြို့မှာရောပုံနကတိုက်တာမြင်ဘူးကြုံဘူးတွေဘယ်ရဲမှတရခန့်ရှာလို့မရဘူးအင်္ဂလန်မနောသုတေသနအသိဉာဏ်ဘာကြောင့်ပုံနကတိုက်တာလဲဆိုတော့အဖြေသိချင်လို့စောင့်ကြည့်ကင်မရာတွေသိပ္ပံနည်းပညာအတန်ဖန်ဆက်တွေနဲ့သုတေသနပြုခဲ့ကြတာဒီနေ့အထိအဖြေမပေါ်ခဲ့ဘူးပြီးခဲ့တဲ့နှစ်ကရန်ကုန်တောင်မွေဘက်မှာလောင်မီးကျသလိုဖြစ်ခဲ့တယ်ဘယ်သူမှမီးမရှို့ပဲအဝိဗီဒီယိုထဲမှာအလိုလိုမီးလောင်ပြီးတော့လောင်မီးကျတဲ့ကိစ္စနိုင်ငံခြားမှာသုတေသနပြုထားတာမနေဘူးဗျလှေစည်းသွားရင်2ဦးက1ဦးကအလိုလိုမီးလောင်ပြကျသွားတယ်အိမ်ထဲမှာတီဗီထိုင်ကြည့်နေကြတာအဖိုးဖြစ်သူဆိုဖာပေါ်မှာအလိုလိုမီးလောင်ပြကျသေးသွားတယ်ဆိုဖာလုံးဝမီးမလောင်မြန်မာလိုလောင်မီးကြတယ်ခေါ်တာပေါ့ဗျာတ
သူတို့သူတေသနာခံမှန်းနေရတော့လျှက်စစ်အပူစွမ်းအင်စီးဝင်မှုတွေကိုမိကျွမ်းသွားတာတဲ့နိုင်ငံတကာမှာစဉ်းစားလို့မရအောင်စမ်းကြဲတဲ့ကံမီယာဖြစ်ရဆန်းဖြစ်စဉ်တွေအများကြီးရှိတယ်ကလာမီနဲ့ပွဲပဲကြည့်ပါဗျာမီးပေါ်မီးခဲပေါ်မှာပရိတ်အိုးရွက်ပြီးတော့ဖန်တက်မပါခြေပလာနဲ့ဖြတ်လျှောက်တာခလေးရောလူကြီးရောဘသူမှခြေပွားမှမီးမလောင်အရေးကြီးဖို့မထောက်ဗျာစဉ်းစားလေဗျာမလွတ်ဝက်လုံးလားအံဩစရာမဟုတ်လားပါးနှစ်ဖက်ကိုဓမြောင်နဲ့ဖောက်ပြီးတော့ဓာတ်တန်လန့်ထားတယ်ရှောက်ဓမြောင်တွေတန်ဆူးချုံနဲ့ဖောက်ပြီးတော့ကန့်လန့်လှုပ်ထားကြတယ်သူတို့မနာမကျင်ဘူးဗျာသွေးမထွက်ဘူးအဲ့လိုထူးကြတဲ့ဖြစ်ရစမ်းတဲ့အကြောင်းတွေကိုစာဖတ်သူတွေကိုသိစေခြင်းနဲ့ကောင်းမကောင်းချစ်ချင်းဝေဖန်စေခြင်းနဲ့ဒါကြောင့်ရေးရတာပါဒီနေရာမှာဘယ်ဟာမှားသောအယူမိစ္ဆာဒိဋ္ဌိဘယ်ဟာမှန်သောအယူကောင်းတမာဒိဋ္ဌိဒါတော့စာရေးဆရာလိမ့်လိမ့်မမရေးသားရတာပေါ့ဗျာဖះမကြိုက်တဲ့အလုပ်ကိုအတူယူဖို့ကျွန်တော်တို့ဘယ်ရေးမှလဲဗျာဟုတ်ရဲ့လားဟုတ်ပါတယ်ဆရာဆရာကိုဆရာကြီးတအုံနဲ့တွေ့ပေးခြင်းနဲ့ဆရာစာရေးလို့ရမယ်ဖြစ်ရစံတွေရှိတယ်ဗျဘသူရဲ့တော့ဗျပြောပါဦးကိုကဆရာကြီးရဲ့နာမည်ကဦးစေးပေါင်းနဲ့ဗျဦးစေးပေါင်းဟုတ်လားနာမည်ကဆန်းလာကြီးလားနေတော့ဘယ်မှာလဲကျွန်တော်တို့အရက်မှာပါဆရာ။ तू ကဘာလို့တော့တစ်ချိန်တော့ကတော့ तू ဟာပယောဂကုတယ်ဆရာပဲ။အဓိက तू ဟာစေးထိုးအစီရင်မှာတော့နာမည်ကြီးပဲဆရာ။ဘာစေးထိုးမှလဲဘာအစီရင်လဲဗျ။ပီရစေးလဲစွမ်းနေဗျ။တွေ့ကြလိုက်တာကိုကန်ဟာကျုံမှာမိမမရှိဘူးဗျာတွေ့ပြီပါနော်။ဆရာကလည်းနောက်နေပြန်ပြီဗျာ။ဆက်ပြောပါဦးကိုကန်ပြီးတော့ဘောရီတာရာစေးတို့အာလာဝကစေးတို့စီရင်ထိုးပြီးပေါက်မြောက်တယ်ဆရာလူတယောက်ကိုတေးအောင်လဲပညာနဲ့စီရင်တာနဲ့ဟာကြောက်စရာပါလားကိုကန်ရဆရာယုံမလားယင်ယုံတာပေါ့ဗျာကျုပ်ဆရာကြီးဆိုရင်ကိုတင်ကြိုင်းမော်စရာမထနိုင်အောင်လုပ်နိုင်ခဲ့တာပဲကိုကန်ကသူကဖုတ်ပါသွင်းနိုင်တယ်ဗျဟုတ်လားဒါဆို तू ကအောင်လဲဆရာကြီးနေမှာပဲကိုကန်ရဟုတ်နိုင်ပါလေဆရာ तू အခုရောရှိသေးလားရှိပါလေဆရာအသက်ကြီးလို့အိုမင်းနေပါပြီအခုတော့အမြင်မှန်ရပြီးတော့ယောဂီဝင်းနဲ့တမထဝိပဿနာအလုပ်ကိုပဲလုပ်နေတော့တယ်တွေ့ကျင်လိုက်တာကိုကန်ဟာအဲ့ဒါဆရာကိုပြောမလို့ပါဆရာများစိတ်ဝင်စားမလားလို့ကျွန်တော်နဲ့တွေ့ပြီလို့ရမလားကိုကန်ဟိုတုန်းကတော့ဘယ်သူမှအတွေ့မခံဘူးဆရာကျွန်တော်ကဆရာရေးတဲ့ကံမီယာစာအုပ်တွေဆရာကြီးဦးစေးပေါင်းပေးဖတ်တော့သူကလည်းဆရာမိုင်းကိုစိတ်ဝင်စားတယ်ဟုတ်လားဗျကျွန်တော်ဆရာကြီးဦးစေးပေါင်းပြောကြည့်မယ်ဆရာသူလက်ခံရင်တော့ဆရာကိုလာခေါ်မယ်အဲ့လိုပြောပြီးတော့ကိုကန်သိန်းသူ့ရဲ့သူပြန်သွားတယ်နောက်10ရက်ခန့်ကြာတော့ကျွန်တော်အိမ်ကိုကိုကန်သိန်းရောက်လာတယ်ဆရာကြီးအဆင်ပြေပြီပြုတ်ဘာအဆင်ပြေတာတော့ကိုကန်ကဆရာကြီးဦးစေးပေါင်းဆရာနဲ့တွေ့ကျင်တယ်လာခဲ့ပါတယ်ဗျာဟုတ်လားဘယ်နဲ့တွေ့ရမလို့ကိုကန်ကအခုပဲလိုက်ခဲ့ဆရာကျွန်တော်တို့အဝေးပြေးကားနဲ့သွားရင်ညနေလောက်ရောက်နိုင်တယ်အဲ့ဒါနဲ့အဝေးစားအိတ်လေးဆွဲပြီးတော့ကိုကန်စီစဉ်တဲ့အတိုင်းအဝေးပြေးကားကြီးကိုအငှားကားနဲ့ထွက်ခဲ့ကြတယ်ဦးစေးပေါင်းဆိုတဲ့ဆရာကြီးကိုတွေ့ရပြီဗျာအသက်ကအတော်ကြီးပြီပဲကိုမရှိဘူးလို့ခန့်မှန်းရင်တော့အသက်60နီးပါတော့ရှိမှာပဲပိန်ပိန်လက်ပြင်ကုန်းကုန်းမျက်ခုံးမွေးတွေနှာခမ်းမွေးတွေဖြူစွတ်ထူပိန်လို့သူ့ရဲ့လက်တွေကအကျော်တွေနဲ့အထူးစပယ်ရှယ်ဖွဲ့ရှက်ထားသလိုပဲဗျာအကျော်တွေပြိုင်ပြိုင်ထူထူရှိနေတယ်သူ့ရဲ့လက်ဘေးမှာမဲပြောင်နေတဲ့စိတ်ပတိတကုံဆွဲထားတယ်ကောင်းရင်ခန့်ရှိဖျားစင်ကလေးကတက်တက်ရဲ့ရဲ့ရိုးရိုးရှင်းရှင်းလေးကြောက်စင်းတူရုပ်ပွားတော်တက်ဆူရှိတယ်သစ္စာပန်ထိုးထားတဲ့ဖျားပန်ဟူသုံးလုံးနဲ့စွန်းတော်တင်ပကံရဲ့တောက်တော်ရေခွက်တွေရဲ့ရှိတယ်တခြားဘာရုပ်ထုမှမရှိဘူးတချို့အိမ်တွေလိုဖျားစင်ပေါ်မှာကြောက်စင်းတူကျေးစင်းတူဒခိဏသာခဖျားပထမဘူဘူအောင်အဘအောင်မင်းကောင်ရုပ်ထုဘောင်းမဲဆရာတော်ရုပ်ထုမရှိဘူးအိမ်တွင်အုံဆွေထားတာမရှိဘူးဗျစပွဲခုံပူလေးပေါ်မှာစာအုပ်နှစ်ပုံတွေ့ရတယ်ကြည်သေးလေးတက်ဆရာတော်ဖျားကြီးရေးတဲ့မဟာဗုဒ္ဓဝင်စာအုပ်တွေ့တယ်မင်းကိုဆရာတော်ဖျားရေးတဲ့မဟာဗုဒ္ဓဝင်စာအုပ်အတွဲကိုတွေ့တယ်ဟိုဘက်ကစာအုပ်ပုံတော့အလန့်ဝေးလို့ဘာစာအုပ်တွေလည်းမသိရဘူးအဘဘသူတော့ဟဲ့မောင်ကန်သိမ်းပါဗျကန်သိမ်းလားလာလေဧည့်သည်ပါလာပါတယ်အဘဟုတ်လားလာထိုင်ကြကွယ်မောင်ကန်ရခမည်းဗျဘယ်ကဧည့်သည်တော့မောင်ကန်ရဲ့စာရေးဆရာမောင်ညိုမိုင်းတက်လျက်မှာအဘဟေးမောင်ညိုမိုင်းတက်လျက်ဟုတ်ပါတယ်ဗျကျွန်တော်ပါပဲဗျအေးစာရေးဆရာရေးတဲ့ကံမီယာဖြစ်ရစမ်းကျဲဝတ္ထုတွေမောင်ကန်သိန်းဝဲလူပေးဖက်လို့အတော်များများဖတ်ဘူးတယ်ကွဟောဟိုစာအုပ်ပုံပေါ်မှာဖက်လက်စာစာအုပ်ရှိသေးတယ်ဘာတဲ့နမရနေပါဦး
ရွှေကလတ်နဲ့မျက်ရည်ခံမိုးတောက်ရန်သည်စိန်စီရက်လန်းတဲ့ဝတ္ထုနာမည်ပေးတာလှလိုက်ပါစာရေးဆရာရဲ့အခုလိုရှေ့မှာတွေ့ရတော့ဝမ်းသာတယ်ကွဟုတ်ကဲ့ပါဗျအဘအခုလိုကြမ်းကြမ်းမာတွေ့ရတာဝမ်းသာပါတယ်အဘဒီလိုပေါ့စာရေးဆရာရဲ့အသက်ကြီးလာတော့ကျမ်းမာရေးဂယုစိုက်ရတာပေါ့သေလေသေပြောပါပြီကွဘာလို့သေပြောရတာတော့အဘကျွန်တော်ကအဘဦးစေးပေါင်းကိုမေးလိုက်ရောဗျအဲ့ဒီမှာလူငယ်လေးတအုပ်ကရင်သွေးချမ်းအိုးနဲ့စားစရာတွေလာချပြီးတယ်ဟုတ်တယ်ဒါမေးတဲ့နဲ့မေးကုန်ပဲကွသေပြောတဲ့ညီအမျိုးမျိုးရှိတဲ့စာရေးဆရာသားသမီးတွေနောင်ရေးစိတ်အေးလို့သေပြောတာစားကျင်တာစပြီးလို့ကျင်နဲ့စွာသေပြောတာလှူကျင်တာကိုအားရပါရလှူပြီးလို့သေပြောတာသေရတာကိုဝမ်းသာတာအများကြီးပဲကျုံမှာသားသမီးသားမယားမရှိဘူးရွှေငွေမရှိဘူးအားရပါရလည်းမလှူတန်းနိုင်ဘူးဒါပေမဲ့ဘာကြောင့်သေပြောလဲဆိုတော့အခုဗုဒ္ဓဓမ္မတရားတွေအကြောင်းနည်းနည်းသိလာလို့တရဏဂုံ၃ပါးရဲ့အရာသာစစ်စစ်သိလာလို့ကုသိုလ်နဲ့အကုသိုလ်ပြပြခွဲခြားသိနေပြီသမထရဲ့အရာသာဝိပဿနာကျင့်စဉ်ရဲ့အရာသာသိနေပြီသိလို့ပြုပြင်ပြီးကျင့်ကြံပွားများနေတယ်ကုသိုလ်စိတ်နဲ့ကြည်နူးနေတယ်အနိစ္စဒုက္ခအနတ္တမမြဲတဲ့ဘဝကိုမှတ်မှန်ကျင့်သုံးသပ်ပြီးသိရဲလို့အခုနေသိရင်သိပြောပြီးလို့ပြောတာပေါ့စာရေးဆရာရဲ့အမောကိုပြေးသွားတာပဲအဖရဲ့မင်္ဂလာရှိတဲ့စကားတန်ဖိုးရှိတဲ့စကားကိုကြားရတာပါပဲတာရုခေါ်ပါတယ်အဖတာရုပါဗျာစာရေးဆရာရဲ့စာရီအကြောင်းဟောရီမောင်ကန်သိန်းကမကြာခဏပြောနေတာကွစာအုပ်တွေလည်းယူလာပေးဖက်ဝေဖန်ခိုင်းမို့ဒါနဲ့စာရေးဆရာရောက်လာတဲ့ရည်ရွယ်ချက်ကရောအဘိုးစေးပေါင်းကမေးပြီးတော့ရင်တွင်းကဲ့နေတယ်ကိုကန်သိန်းပြောပြလို့အဘတို့တော့မမြင်ဘူးမမေရင်းနေပါတယ်ဗျကန်သိန်းပြောတိုင်းမယုံနဲ့တော့အဘကတော့လှုပ်ပြီကိုကန်သိန်းကသူ့အဘကိုမျက်စောင်းထိုးပြီးတော့ပြောလိုက်တယ်အဘအဲ့တဲ့လူနဲ့မတွေ့ပဲနေတာကြာပြီစာရေးဆရာတို့ကံမီးရတွေရေးနေလို့တွေ့တာပါကဲပြောပါအောင်ကျွန်တော်အဘနဲ့ဆက်ပြီးတော့သိချင်တာရှိလို့ပါအေးမေးအစီရင်ဆေးပေါက်တာစွမ်းနေဆိုတာဟုတ်လားဗျဘာဆေးကိုပြောရတော့ကွတားပြီးတုတ်ပြီးဆေးတို့ကြီးကားဆေးတို့ပြီးတော့ဘောရီတာရာဆေးအာလာဝကဆေးတို့ထိုးတာမျိုးပေါ့စွမ်းတာလည်းရှိတယ်မစွမ်းတာလည်းရှိပါတယ်ဘယ်လိုကြောင့်မှလဲအဖဆရာရဲ့ပညာတမာတိအတွေ့အကြုံအားကောင်းမကောင်းပေါ်မှာမူတည်တယ်ဆေးပေါက်ခံတဲ့တပည့်ရဲ့စိတ်ရှည်ယုံကြည်မှုမှာလည်းမူတည်တယ်ကွစာရေးဆရာရောပြီးရလူကိုမြင်ဘူးလားတပွဲတို့ထုံးမန်းမျိုးတာမြင်ဘူးပါတယ်ဗျစွမ်းလားကွစွမ်းပါတယ်တကြိမ်တော့ခုတ်မရှာပါပဲဗျဘသူစီရင်မန်းပြီးတော့ကွတိုင်းဆရာဖုံးတော်ကြီးပါကျွန်တော်တို့အကိုတိုင်းသမားတွေရဲ့ဆရာပါသူ့ထက်စွမ်းတာရောတွေ့ဘူးလားတွေ့တော့မတွေ့ဘူးအဖေတို့ပြောလို့ကြားဘူးတာပဲရှိတယ်ဗျကြားဘူးလားပြောပါအောင်စာရေးဆရာရဲ့ဟိုးဟန်တာဝရီအရှိချမ်းမှာနာမည်ကြီးလူဆိုးဓမြကြီးရှင်ဘရင်သိမ်းမောင်ဆိုသူရှိခဲ့ဘူးတဲ့သူကဓားလန်ပြီးတယ်တနက်ကြီးလွဲတယ်တဲ့အခုရောရှိသေးလားကွသေသွားပြီဗျသေတာကြပြီအခုရှိနေတာသူ့ရဲ့တငယ်ချင်း၃-၄ဦးပဲကြံရှိတယ်ဗျသူ့ဘသူပြီးရစီထိုးပြီးတာလေကွကျွန်တော်ရှင်ဘရင်သိမ်းမောင်ရဲ့ဇာတိမျိုးကိုတွားရောက်မေးမြန်းလေ့လာတော့သူ့ဆရာဖုန်းကြီးကအင်းစေအစီရင်တော့တဲ့တနေ့ဖုန်းကြီးကျောင်းသားသိမ်းမောင်ရဲ့ဦးကောင်းပေါ်မှာစံခန့်အင်းကိုစုံနဲ့စံထိုးပြီးလိုက်တာတဲ့ဆေးပေါက်ပြီးတဲ့အချိန်အားစားလို့ဆေးဆွမ်းလိုက်တာနောက်ဆုံးထိုးခုံမရှာပြီးရလို့ဖြစ်ပြီးတော့လူမိုက်ဖြစ်လာပါရောလားလူမိုက်ကနေဓမြဖြစ်ဓမြကနေမိမချောမြင်သမျှမရလို့တော့ကောင်းလို့ရှင်ဘရင်သိမ်းမောင်ရဲ့လို့နာမည်ပေးလိုက်တာဟိုးအရှိချမ်းမှာဖိတ်တုံရောအဖရေအသက်ရောရှေးရလားကွမရှိဘူးပါမရှိဘူးပြောပါအောင်ဆရာဖုန်းကြီးလည်းနောင်တရတာပေါ့ဗျာသူဆေးဆန်းလိုက်တဲ့တပည့်အခုရာဇဝင်လူဆိုကြီးဖြစ်ပြီးတော့တောင်းကျမ်းနေပြီသူ့မှာတာဝန်ရှိနေပြီဒါကြောင့်တပည့်ကိုခေါ်ပြီးတော့ပညာသိမ်းဆေးဖြေဖို့လုပ်တာသိမ်းမောင်ကလုံးဝလက်မခံဘူးဒီဆေးပြန်ရင်သူသေးရမှာလေဆရာတော်လည်းလက်လျှော့လိုက်တယ်အဲ့ဒီအချိန်ကစပြီးတော့ဖုန်းကြီးလည်းအင်းဆေးလက်ပွဲတွေစွန့်ပစ်လိုက်တယ်ရှင်ဘရင်သိမ်းမောင်ကိုလည်းသူ့လိုရက်ကိုမကျင့်တတ်တဲ့သိမ်းမောင်ရဲ့ရောက်ဖာနှစ်ဦးကအရက်အမှုတိုက်ကြောက်တုံးတွေတွဲပြီးတော့ကုန်းဒီအိတ်ထဲထက်ပင်လယ်ရင်နဲ့ထဲမှာပြစ်ချတက်ပြစ်လိုက်တာသေရောဗျာဟုတ်တာပေါ့ဒါမျိုးကစီရင်ပေးရဆရာပြက်ရင်ပြက်မဟုတ်ရင်တပည့်ပြက်ရောဒါမျိုးအဘကြုံဘူးတယ်ကွပြောပြလို့ရမလားအဘဝိထုရေးဖို့လားကွဟေးဟုတ်ပါတယ်ဗျအေး
ရေးပါအဘခွင့်ပြုပါတယ်ဟိုလုံးကတော့ဒီအကြောင်းဘသူမှပြောမပြဘူးကွာသိကျင်လို့လာတဲ့လူလည်းမနေဘူးတချို့ကနီးပညာသိကျင်တာတချို့ကကိုယ်တိုင်စေးထိုးကျင်တာအဲ့ဒါကြောင့်ဒီပညာတွေစုပ်ပြီးတော့တရဏဂုံတီးစင်ရစားလို့ဘယ်တပည့်သားချင်းမှအိမ်မော်အတက်အဝင်မခံဘူးမောင်းထုံပြစ်တာပဲအခုအဘအမြင်မှန်ရပြီးတော့အကောင်းနဲ့အဆိုးလူတွေသိရှိနားလည်စေခြင်းပြီမင်းကဒီလိုကံမရဖြစ်ရစမ်းကြယ်တွေကြီးတော့အတိတရားလေးမြင်သွားရအောင်ရေးပေါ်စာရေးစရာဒီလိုကွာငါအရွယ်ကောင်းတော့အောင်လန်းပညာတွေကိုလေ့လာလိုက်စားစီဘူးသင်ကြားခဲ့တယ်တင်းချန်ကုန်းမှာတရားကျော်ညတကောင်အရောက်သွားပြီးတော့ငါတို့အစီရင်တွေလုပ်ခဲ့ကြတယ်ငါဆရာတွေကလည်းစုံမကွာရောပြန်ဆရာချင်းကိုတင်ချိုင်းဆရာမုံရုပ်ကစိုးမော်ဆရာတောက်တဲ့ကြီးပထမန်ဆရာချိုင်းနတ်မျက်စီကိုတန်းကောင်စရာတွေစုံနေတာပဲကွာတို့များငငယ်တော့အဆုံးမကြီးတွေအိမ်သွားသူတို့ထံမှာရသမျှပညာယူသူတို့ပြောတာတွေနားထောင်ပြီးတော့ဆရာကြီးတွေလိုပဲစေးလိုက်ရှာပေးငါတို့ဆရာကိုတင်ချိုင်းဆရာမုံဆိုရင်တင်ချိုင်းကိုမြေမြုပ်ထားတဲ့အစိမ့်တွေမြေပေါ်သူ့စေးချိန်လုံးနဲ့ရိုက်ပြီးတော့ထဆန်းအခုချက်ချင်းထအဲ့လိုအမိန်ပေးလိုက်ရင်လူတွေမြုပ်ထားတဲ့မြေပုံအကွဲမြေကြီးတွေစုံတက်လာပြီးတော့ငါလူရခါမောင်တသားပြားကြီးတဖြည်းဖြည်းကြွပေါ်လာတာကွငါဆိုကြောက်လွန်လို့ခြေသေးထွက်ရောဟေးဆရာပေးထားတဲ့တိမ်ဝင်တပိတ်ကွယ်အင်းကင်ထားပြီးတော့ဒူးတုံနေတာဘာကြလဲကွာအခေါင်းထဲကနေစပင်ဖာရမျက်နှာကြီးဖူးရောင်နေတဲ့အစိမ့်သေးမှာငုတ်တုတ်ကြီးထိုင်နေတာဟေးဖះပြောရင်းနဲ့ကြက်သီးထပါကွာမိမဖွားနိုင်ပဲတေးတဲ့မိမတဲ့မျက်လုံးနှလုံးပြူပြီးတော့ငါတို့ဆရာတပည့်ကိုကြည့်နေတာနနွေးနဲ့ရောအပုံးနဲ့ရောဟမ်နန်းစောနေတာပဲကွာဟဲ့ကောင်မငါခေါ်တာကြလားနေငါမိတ်ပေးခေါ်ရင်လာခဲ့ရမယ်မိမအဲ့ဒါနဲ့ခေါင်းညင်နေနေလာရင်နေစားချင်တာငါကြွေးမယ်ငါခိုင်းတာနေလို့ရမယ်နားလေလားခေါင်းညင်ပြန်ရောဟေးရော့နေစားဖို့အမေသားဆရာမောင်ကပါလာတဲ့အမေသားစိန်တုံးကိုပြစ်ပေးလိုက်ရောငါလူရအစိမ်းမလက်နဲ့လှမ်းဖမ်းပြီးတော့ပါဇက်သေးကိုပြစ်ထက်လိုက်တာဟေ့ငါ့ကိုလည်းစပင်ဖားရမျက်လုံးပြူးပြူးနဲ့ကြည့်ရဲ့စားရဲ့ဟဲ့စိမ်းမသူကဆရာမုံကိုကြည့်နေရဲ့ကွာအခုချက်ချင်းအခေါင်းဖုံးယူပြီးတော့ပြန်ဖုံးအိတ်ဆရာမုံအမေရဲ့စကားကြားမှာအစိမ်းတွေလူတွေကောင်တည်းရဲ့မှာတသားအခေါင်းမုံလှမ်းကင်ပြီးတော့အခေါင်းနဲ့ပက်လက်လှမ်းချလိုက်တယ်အမလေးဗျဟဲ့တိတ်ဆန်ကွာဒါသိန်းဆန်ကုန်နဲမေးလင်းမဟုတ်ဘူးသွားမြေကြီးတွေပြန်ဖို့ဗျာတဲ့ကွာငါရိုက်လိုက်ရသိတော့မှာပဲမြန်မြေဖို့စမ်းဆရာမုံကကြိမ်လုံးနဲ့ရွေရောငါလဲပန်လာတဲ့စစ်သုံးခောက်ကောပြာနဲ့ခေါင်းပေါ်မြေကြီးတွေဖို့တော့တာပဲလူတကိုယ်လုံးစောချွေကြောက်ချွေနဲ့ဆူရွှဲနေတာပဲဒီအလောက်က အစိမ့်တေတည်းမအောင်အစာကျွေးပြီးတော့တပည့်မွေးတာလေကွာငါတို့တင်းချိုင်းတကမှာငွေကြိုက်တဲ့အစိမ့်တေရင်းနစ်သေးတဲ့အစိမ့်တေမိုးကြိုးပစ်သေးတဲ့အစိမ့်တေမိမဖွားနိုင်ပဲသေးတဲ့အစိမ့်တေလူသက်ကြားကြိုက်လို့သေးတဲ့အစိမ့်တေဘောင်းစုံနဲ့သပင်ကြီးတွေခြေသက်ထမိန်အင်ကြီးတနခါသွားကြီးစရာတွေကိုဖော်ယူစုဆောင်ရတယ်ကွာအဲ့လိုနဲ့ငါးနှစ်ပြည့်တော့ငါလည်းပညာဆုံးပြီကွာတစေခေါ်နိုင်ပြီတရေခေါ်နိုင်ပြီပေါ့နတ်စိမ်းတွေခေါ်နိုင်ပြီဖုတ်သွင်းတဲ့အတက်တက်ပြီပေါ့ကွာပီရစေးဆိုတာတငယ်တဲ့အဆင့်ပညာပါကွာဒါပေမဲ့ပီရစေးကတဲ့ပတ်စံရတာပဲဟေးယောက်ျားသားတွေမိန်းမရှိနေရတာနောက်မိန်းမလိုချင်တာပဲကွာဆရာကြီးကအဲ့လိုပြောတော့ကျွန်တော်ဝင်းနိုင်ရွှေပြည်သားနဲ့ထောင်မူကြီးသိန်းဝင်းတို့ကိုပြေးတရီရလိုက်တယ်ဒီလူတွေကပီရစေးလို့ပြောပြီးတော့ပေးလိုက်ရင်မြင်းချေပြားချထားရတော့ကိုနဲ့မကွာစောင်းတဲ့လူတွေဗျဆရာကြီးဦးစေးပေါင်းကဆက်ပြောတယ်ပီရစေးစီရင်ပေးငါပတ်စံရတာပဲမျက်နှာပွင့်ပီရရေမယ်ပီရဆေးလိမ့်မယ်ပီရပန်းမယ်ပီရထမင်းမယ်ကုန်းရမယ်ပီရနန့်တာမယ်ပီရဖျောင်းတိုင်မယ်အစုံငါရတယ်မိမတွေလည်းလာတာပဲသူတို့လိုချင်တဲ့ယောက်ျားအတွက်အစီရင်တောင်းတာတင့်တယ်လို့ပေးလိုက်ရတာပေါ့ဗျာအစင်ပြေတော့ငါ့ကိုလာကြတော့တယ်ငွေကိုဖွေးနေတာပဲနောက်တော့ငါပေးရမယ်ဘယ်သူမှလုံးမပေးတော့ဘူးကွာငွေရရတာနဲ့ဘာလို့မလုပ်တာတော့ပါလူကြီးတယောက်ကိုပန်းပွင့်ပေးရမယ်စီရင်ပေးလိုက်တယ်လူကြီးကသူ့ကြိုက်တဲ့ကောင်းမလေးကိုငါစီရင်ပေးလိုက်တဲ့ပန်းမြေလက်ဆောင်ပေးလိုက်တယ်ညလေရောက်ရောကောင်းမလေးအဲ့ဒီလူကြီးနဲ့ခိုးရလိုက်ပြေးရောကွာစွမ်းလာကြည်လားအဖရတိတ်စွမ်းတော့လည်းမကောင်းဘူးကွာဘာဖြစ်လို့တော့အဖဟောလူကြီးနဲ့ခိုးရလိုက်ပြေးတာငါတူမဖြစ်နေလို့ပဲကွာဟာဖြစ်မှာဖြစ်ရလေအဖရကိုပညာနဲ့ကိုခံရတာပဲကိုအဲ့လိုအဖလုံးမဖြစ်လိုက်ဘူးလားမလုံးတော့ပါဘူးကွာ
ညာလေညာနေပြီဥစ္စာလူကြီးကလည်းငါတူမကိုချစ်ရှာလို့ပါအဲ့ဒီအစပြီးတော့ပီးယားနဲ့ပတ်သက်ရင်ဘသူမှစီရင်မပေးတော့ဘူးစာရေးဆရာမောင်ခံသိန်းတို့အိမ်မှာကြားမလား2 ရက် 3 ရက်လောက်နေမလားလို့ပါဗျနောက်နေများငါတို့လုပ်ခဲ့တဲ့မကောင်းမှုတွေအကြောင်းပြောပြမယ်ငါတို့ရှုံးလို့ပြေးရတဲ့ပညာပြိုင်ခန်းတွေလည်းပြောပြမယ်အခုပြောချင်တာအာလာဝကစိတ်ထိုးလို့စိတ်မထိန်နိုင်မယ်အကျိုးနဲ့တဲ့အကြောင်းပြောပြမယ်ကွာငါတို့အောင်လန်းပညာဆရာတချို့မှာဝင်ငွေရတဲ့အစီအရင်တွေအများကြီးရှိတယ်စာရေးဆရာမပြောကောင်းလို့မပြောတော့ပါဘူးကွာခက်တာငါလည်းဒီလိုမျိုးလုပ်ခဲ့ဘူးတော့ငါလည်းမကောင်းလေငါလိုလူတွေအများကြီးကွာဘသူတည်တည်ငါတေးမာရင်ပြီးတော့လှုပ်ရှားကြတာပဲကျွန်တော်မြင်ခဲ့ကြုံခဲ့ရဘူးတဲ့ငယ်လေးငယ်မယား2 ဦးကိုကိုရအောင်လန်းဆရာစီရင်ပေးတာဗျပိုင်လုံးမိမတအုပ်ကိုပတ်စံရှိတဲ့အိမ်တော်ရှိယောက်ျားဝင်လုံးတာဟိုလူကလည်းအတွေ့မှာညှိသွားရောပိုင်လုံးမှာဟိုလူကိုပြောတယ်လေမယားကွာရှင်ပြီးသူ့ကိုတရားဝင်ယူပါတဲ့ဟိုလူကလည်းငယ်လေးငယ်မယားဘယ်ကွာရက်မှာလဲဗျာကလေးတွေလည်းရှိတာကိုအဲ့ဒါအောင်လန်းဆရာနဲ့အကူကြီးနဲ့လှုပ်ချလိုက်တာငယ်လေးငယ်မယားကြည်မရဖြစ်ပြီးအိမ်တော်ပြိုခဲပါရောနောက်တော့လေပိုင်လုံးကပိုင်လုံးမဲ့လေဇာတိရုပ်ပေါ်ပြီးတော့လမ်းခွဲရတာပါပဲတနေ့ငါးစီကိုလူရွယ်တယောက်ရောက်လာတယ်ကွာအသားဖြူဖြူတုတ်ခိုင်ခိုင်လူရွယ်ဘာကိစ္စရှိလို့လဲမင်းနာမည်ရောကျွန်တော်နာမည်မောင်စိုးလို့ခေါ်ပါရဆရာကြီးအခုဘာကိစ္စရှိလို့လဲငါပေးရစီမပေးတော့ဘူးနော်ပေးရစီမလို့ချင်ပါဘူးဆရာကြီးဒါဆိုဘလို့ဖြစ်ချင်လို့တော့ကျွန်တော်အာလာဝကစီထိုးချင်တယ်ဆရာကြီးအာလာဝကမော်စေးဆိုတာစိတ်မထင်နိုင်တဲ့မင်းတို့လူငယ်တွေမထိုးတင်ဘူးအာလာဝကမော်စေးတို့ဘောရီတာရာမော်စေးတို့ဆိုတာစိတ်မထင်နိုင်ရင်ပြဿနာများတယ်ကျွန်တော်စိတ်ထင်နိုင်ပါတယ်ဆရာကြီးငါလုံးမပေးနိုင်ဘူးအဲ့ဒီမှာမောင်စိုးဆိုတဲ့လူကြီးကပတ်စံအိတ်ဖွင့်ပြီးတော့ငွေဆက်ကိုတစ်ထက်ငါရှိမှချတယ်ငွေ1000ပါဆရာကြီးကုညီပေးပါငွေ1000ဆိုတာလွန်ခဲ့တဲ့အနှစ်60လုံးတော့အိမ်နဲ့ချံဝယ်လို့ရတဲ့ငွေကွာလက်ဖက်ရည်တစ်ခွက်ကိုတစ်ပတ်နံပြတစ်ချက်ကို10ပြစွတ်ကျဲတစ်ထည်ကို3မှတ်ပဲစီ30သားကိုပြား40ပဲရှိတဲ့ခေတ်ဝီလီကျစ်တစ်စီငွေ3500ပဲရှိတယ်ငွေ1000ဆိုတာ5ချက်သားမကရွှေဝယ်လို့ရတယ်ငါထိုးမပေးနိုင်ဘူးအနေရများတယ်ကွာလူရအားနောက်ထပ်ငွေဆက်ကိုတစ်ထပ်ထပ်ချတယ်အားလုံး3000ကျပ်ပါဆရာကြီးကျွန်တော်ဆရာကြီးကျေးဇူးကိုမမေ့ပါဘူးဆရာကြီးလိုအပ်ရင်ကြိုက်တဲ့အချိန်လှမ်းခေါ်ပါကျွန်တော်ကြည့်ပါမယ်ဆရာကြီးငွေပေါ့ကွာငွေ3000ဆိုတာကြစ်ကားဝယ်လို့ရတဲ့ငွေငါရင်ထဲမှာလောဘနဲ့တက်မဲ့မှုကြွနေပြီကွာမင်းစိတ်ကိုမင်းနိုင်မှာလားမောင်စိုးနိုင်ပါရဲ့ဆရာကြီးစိတ်ချယုံကြည်ပါဗျအဲ့ဒါနဲ့ငါရနိုင်ခဲ့တဲ့ငွေလုံးငွေရင်ကိုမှတ်ပြီးတော့မောင်စိုးဆိုတဲ့လူတွေကိုအာလာဝကမော်စီစီရင်ပေးလိုက်တယ်အာလာဝကမော်စီအတွင်းကအတော်လက်ဝင်အချိန်ပေးရတယ်စာရေးဆရာမှတ်ထားစာရေးဆရာမော်မျိုးမျိုးရှိတယ်မော်ဆိုတဲ့အတိတ်ပဲကပညာအစီရင်နဲ့ပြုပြင်တာကိုမော်လို့ခေါ်တယ်တဏှိဆုံးပညာပယောဂပညာနဲ့စီရင်တဲ့ပညာကိုခေါ်တယ်မော်ဆိုတဲ့စကားနောက်တစ်မျိုးကတော့ရေသေးမျက်နှာပြင်ပေါ်မှာအညီတက်ပြီးပေါက်တဲ့အပင်ကိုလေမော်ပင်လို့ခေါ်တယ်အပြောင်မော်တစ်မျိုးကိုလေမော်လို့ခေါ်တယ်ပြီးတော့ကြောက်စိမ့်ထွက်တဲ့အရက်ကိုလည်းမော်လို့ခေါ်ကြတယ်မော်ချီဆိုတာရှိသေးတယ်ကွာအရသာချင်းနဲ့ရိုးတံမှာအရွက်3ရွက်ဆိုင်ထွက်တယ်မြေကက်အပင်မျိုးပဲတချို့မှုချင်းမှုနဲ့တို့လို့ခေါ်တယ်ငါတို့ဆုံးကဝေပညာသေးပိုင်းဆရာလိုင်းမှာတော့မော်ရီအများကြီးပဲကွာမော်သွင်းကြီးခေါ်တာပေါ့ဘောရီတာရာမော်သွင်းကြီးအာလာဝကမော်သွင်းကြီးတီဟာနရမော်သွင်းကြီးဝိစာပယမော်သွင်းကြီးပြီးရကက်မော်သွင်းကြီးတခိနာတာခါမော်သွင်းကြီးသူရောင်မော်သွင်းကြီးပုံနကမော်သွင်းကြီးတက်စေမော်သွင်းကြီးယောဂဆိုးမော်သွင်းကြီးပြမော်သွင်းကြီးကြောင်မော်သွင်းကြီးစားတဲ့မော်မျိုးစုံရှိတယ်အခုငါမောင်စိုးကိုအာလာဝကမော်သွင်းတို့မှာမောင်စိုးခမားဆရာကြီးမနှက်ဖြန်ရက်ကတနင်္ဂနွေစမ်းနေရဲ့ကွာဟုတ်ကဲ့ငါမင်းကိုစီရင်ပေးရမှာတနင်္ဂနွေလာစမ်းတနင်္ဂနွေလပြည့်တနင်္ဂနွေလကွယ်ရက်တွေအနက်လာစမ်းရက်ကစပြီးအစီရင်ရမယ်ရက်ဆောင်တာတော့ကြားမယ်နော်ဟုတ်ကဲ့ပါဆရာကြီးမနှက်ဖြန်လုပ်ငန်းစမယ်မင်းအာလာဝကစေးမော်သွင်းတာဘယ်သူမှမသိစေနဲ့ဟုတ်ကဲ့ပါငါစီရင်ပေးတာလေရှောက်မပြောနဲ့စိတ်ချပါဆရာကြီးထုံးစံအတိုင်းပေါ့ကွာအဲ့ဒီနေရာမှာအာလာဝကမော်သွင်းတာတေးဆရာနဲ့တက်ဆရာမတူဘူးကွမဟာတရပူပြစ်စုချမ်းအစိုးအတိုင်းစီရင်တာငါဆိုလူမမြင်နိုင်တဲ့ရေဝဲလေးတွေရှိတဲ့ချောင်းကိုခေါ်သွားတယ်ရေလေကောင်းလေပင်အထိနဲ့တဲ့ရေလေမှာလေးတိုင်စင်စောက်လိုက်တယ်ခိုင်ခိုင်စောက်ရတာပေါ့လေးတိုင်စင်ပေါ်မှာဝါရက်အခင်းလှုပ်ထားတယ်လေးတိုင်စင်အခင်းပေါ်မှာ
စီတန်းတဲ့30ကျပ်သားကိုဖန်ဖို့တန်တန်ထဲမှာအဖုံးပိတ်ပြီးတော့ထင်းရတယ်ပြီးတော့ဓာလန်တဲ့နဲ့အမြောက်စိန်ပြောင်းကျိုးလက်ထိတ်ခြေချင်းလှောင်အိမ်စတာတွေကိုတိုင်စင်အခင်းပေါ်မှာထင်းနေဓာလန်ကတော့အစ်စ်ပေါ့ကွာတနက်ကတော့အတုလက်ထိတ်အတုခြေချင်းအတုပေါ့အဲ့ဒါတွေအစုံခင်းချင်းပြီးတော့ပွဲတင်ရတယ်ခေါပတောင်ထဲမှာဟောဒီပစ္စည်းတွေလေးထိရောက်မဲ့ပစ္စည်းတွေကအုံငှပြောပွဲတပွဲမုံဖြူမုံနီ9မျိုးစုံရဲ့ဥကငှပြောတုံးငယ်တုံးကုန်းစုံဟာ100အဲ့ဒါတွေခေါပတောင်နဲ့ထည့်ပြီးတော့အလာဝကနတ်ပြည်လူကိုရည်စုတင်မြောက်ရတယ်ကွဒီကောင်အိမ်ချို့ဂရောင်းကြိုက်အမွေးရနံတွေတုတ်ပြီးငါဆိုးကိုရေရဲလေးတိုင်ပွဲရှိမှာကောင်းဖော်ထိုင်ခံပြီးတော့မန်တန်ရွတ်ရတယ်ငါဆိုးကိုရေရဲကောင်းဖော်ပြီး38အုပ်မန်းရတာဟေ့စေးစုံမန်းနဲ့တော့နည်းနည်းရွတ်ပြမယ်ကွမင်းတို့ခေစာစီစာရိုက်တွေစာရိုက်ရင်လွယ်မှာမဟုတ်ဟိနားထောင်အဲ့ဒါနဲ့ရွတ်ပြတယ်တင်းကောင်ကို38အုပ်မှန်းပြီးတော့ကိစ္စတွေပြီးတော့ငါဆိုးငါစင်ပေါ်ကုန်းရအောင်အရင်ကျွေးလိုက်တယ်ဗဇက်ကလည်းအာလာဝကနတ်ပြည်လိုမင်းစောက်ရှောက်ပေးဖို့လို့ခေါ်ရင်လည်းလာရောက်ဖို့ပြောရတယ်ရော့မပြောသည်စားကျန်တာတော့အိမ်ကိုယူသွားရတာပေါ့အဲ့လိုပဲနောက်တနေ့ကနေလာပြေကျုံတဲ့နေ့မှာအစီရင်ပြုတ်လုပ်တယ်ဒီတခါတော့ရေအနဲ့သူ့ခါးဆောင်မှာပြီးခဲ့တယ်လို့ပဲကောင်းဖော်မှန်တဲ့38အုပ်အာလာဝကကိုပင့်ခေါ်ကြွေးပြီးရင်ကိုလေးစားဒီတခါတနေ့ကနေလောက်ွယ်ကျုံတော့ပြန့်စီရင်ဒီတခါတော့ရေအနဲ့ဒူးမြုပ်ယုံမှာထားပြီးတော့မှန်တဲ့စုပ်အပ်တယ်မပြီးသေးဘူးကွာနောက်တစ်ခါတနင်္လာဆန်းလာပြေကျုံတဲ့နေ့လောက်ွယ်ကျုံတဲ့နေ့မှာပြန့်စီရင်ရတယ်တနင်္လာဆန်းလာပြေနေ့မျိုးရောက်တော့အရင်လိုရေထဲမှာမဟုတ်တော့တင်းဆိုင်ကုန်းမှာစီးရင်ရတယ်တနင်္လာဆန်းနဲ့လာပြေနေ့ကျတော့ငဆိုးရဲ့ပါဇက်နဲ့အညီအမြင့်မှာလေးတိုင်စင်ထိုးပြီးတော့စောစောအတိုင်းစပွဲတွေစီပလင်ရောတင်းမြောက်ခေါ်လာပြေနေ့ရောက်တော့ငဆိုးရဲ့ခါးဆောင်နဲ့အညီစိန်ထိုးပြီးတော့ကျွေးမြောက်ခေါ်အပ်မှန်တန်ဆုပ်လောက်ွယ်တနင်္လာဆန်းမှာတော့လေးတိုင်စင်ကိုငဆိုးရဲ့ဒူးလောင်အမြင်ဆောက်ပြီးတော့စပွဲတင်နတ်ပြည်လူရုပ်ကိုခေါ်မှန်တန်38အုပ်ကိုစေးပေါက်ပြီးရတဲ့စပွဲရစားစရာတွေကိုစားလွယ်တော့မလွယ်ဘူးကွစိတ်ရှိရတယ်ဟဲ့ငါလည်းပင်မနာပဲကွနောက်ထပ်အင်္ဂါလာဆန်းပြေလောက်ွယ်ရောက်တော့တင်းကြိုင်ကိုမဟုတ်တော့နေရပြောင်းအခုနေရနတ်စင်ရှိတဲ့တစ်ပင်ရှိမှာလေးတိုင်စင်ပြန်ဆောက်ပွဲထိုးစားပွဲတွေတင်းမြောက်အဲ့ရတယ်စင်ပေါ်မှာဓားလှန်လေးမြောက်တနက်လက်ထိတ်ခြေချင်းအစုံတင်းရတယ်ပြီးရင်မှန်တယ်နဲ့စုပ်တယ်နောက်ဆုံးအစင်ကတော့စနေလာပြီလာကွယ်နေပဲအဲ့ဒီနေ့ကျတော့တကိုကြီးဖျားမှာလေးတိုင်ထိုးပြီးတော့အထက်ကအတိုင်းစီရင်ရတယ်ပြီးပြီဒါနောက်ဆုံးအစင်အာလာဝကနတ်ပြည်လူကိုပင့်ဖိတ်ကျွေးမိအစင်စောင့်ရှောက်ဖို့အာနာအပ်ပြီးရနေလေးတိုင်စင်ပေါ်မှာတင်ထားတဲ့ဓားလန်တနက်ခြေထိတ်ခြေချင်းကျိုးတကာပိတ်လောင်အိမ်အသေးစတာတွေကိုအကုန်တည်ယူပြီးတော့မီးရှို့ပြရတယ်ပြကြအောင်ရှို့ရတာကွကျန်တာအစင်နှမ်းစီ30ကျပ်သားအဲ့ဒီနှမ်းစီတွေကိုအနန္တလောကတန်နဲ့ဓားလုံးတဲ့တန်ကိုထည့်စိန်စောစောကမီးရှို့တဲ့ပစ္စည်းပြလဲထည့်ခက်ငါဆိုခမားဆရာကြီးမင်းစုတောင်းစမ်းဘလို့စုတောင်းရမှာလဲဆရာကြီးဒါဆိုလိုက်ဆိုအာလာဝကနတ်ပြည်လူခမကျွန်တော်မျိုးသည်စားပွဲအစင်းရင်အစုံနဲ့အာလာဝကအင်းမော်တွင်းပြီးပါပြီကျွန်တော်မျိုးသည်ယနေ့မှစားပြီးစောင့်ရှုပ်တော်မူပါယနေ့မှစားပြီးအီမော်ပြားစီကိုတောက်ပြီးချိန်မှစားပြီးအာလာဝကနတ်ပြည်လူမင်းကိုကျွန်တော်ပင့်ခေါ်ပါလေအမြန်ကြွားရောက်စောင့်ရှောက်တော်မူပါငါဆိုခမားဆရာကြီးဟောဒီမော်ပြားစီကိုမနက်မှ2မှတ်သားတောက်ညမှ2မှတ်သားတနေ့ကို2ကြိမ်ညရောက်ရင်2မှတ်သားတောက်ရင်ပါဇက်ကလည်းပြောအာလာဝကနတ်ပြည်လူမင်းကုညီမိုင်းမှာပါလို့ဟုတ်စီတောက်လို့ကုန်းတဲ့နေ့မင်းခန္ဓာကိုယ်ထဲမှာဆက်နံမောဝင်ပြီးတော့မင်းရဲ့အစွမ်းတွေရပြီတကယ်လားဆရာကြီးဆရာကိုမပြင်းမနဲ့ဖျားတရားတန်ကမပြစ်မနဲ့ပြင်မရင်ငါကယ်လို့မရဘူးကြားလားဟုတ်ကဲ့ပါနောက်ဆုံးစီနမတ်သားတောက်ပြီးအိတ်တော့တကောင်ရောက်ရင်အိယာတွေကနေအာလာဝကားတဲ့ဟိလို့អော်ပြီးတော့အပေါ်ကိုခုံလိုက်မင်းခုံလို့ကြုံတွေ့တာကိုငါ့ကိုလာပြောဟုတ်ကဲ့ပါဗျကြီးနိုင်ငယ်ငယ်မလုံးနဲ့အားနွဲ့တဲ့မိမသားတွေကိုမစော်ကားနဲ့စော်ကားရင်မင်းဘဝပြတ်ပြီနားလေလားနားလေပါလေဆရာကြီးရော့စီပလင်းယူပြီးပြန်တော့ကျေးဇူးကြီးလာပါလေဆရာကြီးရဲ့ကျေးဇူးကိုကျွန်တော်မမေ့ပါဘူးဗျာဒီကောင်ငါ့ကိုဥဝဲချိန်ကြီးချကြတော့တယ်ငါဆိုဗျာအာလာဝကငါဆိုငါဒီလိုခေါ်ရောဒီကောင်အရန်အံ့ဩဝမ်းသာနေတာကွာငါကျေးဇူးကိုဆက်ချင်လားဟုတ်ကဲ့ငါ့ကိုကျေးဇူးဆက်ချင်ငါစကားနားထောင်ဟုတ်ကဲ့ပါဆရာကြီး
အာလာဝကမော်သွင်းစီ30ကျပ်သားကုန်ပြီးရဲ့နောက်နေ့မှငယ်ဆုံငါးစီကိုဝမ်းသာအားရပြေးလာရောကွာဆရာကြီးဟဲ့ငါဆိုဘာဖြစ်လို့တော့အောင်မီဆရာကြီးအောင်မီဗျဒီကောင်တော့ဝမ်းသာအားရဥမြူးနေတာဟေ့ဘယ်လိုအောင်နာတော့ငါဆိုပြောပါအောင်ဟာနောက်ဆုံးမှော်စီ2မှတ်သာတောက်ပြီးတော့ကျွန်တော်အိပ်ပျော်သွားတယ်ဆရာကြီးတကောင်လောက်မှာဟေ့ကောင်ထခုံလို့ပြောတန်ကြတာဗျကျွန်တော်လန့်လို့ပြီးတော့အိယာပက်လက်ကနေကြားလို့អော်ပြီးတော့ထခုံလိုက်တာဗျာခုံတော့ဘာဖြစ်သွားတော့ကျွန်တော်ဓဏိအမိုးကိုဖောက်ပြီးတော့မြေကြီးပေါ်ကိုဒူးထောက်ရက်သားကျသွားတာဗျာအမေကလန့်ပြီးတော့အိုဘာရောဗျဟုတ်လားအဟုတ်ပါဆရာကြီးရဲ့အံ့ရောဗျာမင်းတကယ်အောင်ပြီငါဆိုဒီမှာအကြောင်းမရှိပဲနဲ့မခုံနဲ့ဘာလို့လဲဆရာကြီးရံများမှာစိုးလို့ပါရံများတယ်ဟုတ်လားဟုတ်တယ်အန်ဒီရဲ့ကြုံမှခေါ်တော့သူငါ့ကိုအင်ကြီးပစိုးပတ်စံတွေနဲ့ကြော့ပြီးတော့ဝမ်းသာကြီးစွာပြန်သွားတယ်သူ့ကိုကြည့်ပြီးတော့ငါရင်လေးလှတကွာဘာကြလဲကွာငါစိုးရတဲ့ကြားရတာပဲဟိဒီကောင်ရံဖြစ်တယ်ဟိုတုန်းကသူ့ကိုအနိုင်ကျင့်တဲ့ကောင်မင်းနဲ့ဖြစ်တာကိုတွေ့မြင်တဲ့သူကပြောပုံရသူ့ကိုဒုတ်တွေနဲ့ပါရိုက်တာတဲ့အရိုက်ခံနေတဲ့ကွာဘာမှပြန်မလုပ်ဘူးလေဒုတ်တွေနဲ့ရိုက်အုတ်ခဲပိုင်းနဲ့ပိုင်းထူတာမကွဲမပြဲပဲနဲ့အန်ကျိတ်ခံနေတာမြင်တော့ရိုက်တဲ့အဖွဲဟာအံ့ဩမင်းကဘာကောင်မလို့မကွဲရလဲသိစမ်းကွာချဟိစောစမ်းကွာကြာအာလာဝကရဟိအဲ့လိုអော်ပြီးတော့ခုံလိုက်တာခုံရင်ကန်ထိုးလိုက်တာဟိုကောင်တွေကွဲပြဲပြီးတော့ငစိုးမြေပြင်ပေါ်ပြန်ကြရောသူရိုက်တဲ့ကောင်တွေကိုကင်ပေါက်တာ9ယောက်စလုံးကျိုးပဲ့ကွဲပြဲသွေးတန်ရဲရဲနဲ့ပြေးရောအဲ့ဒီအချိန်အားစပြီးတော့ငစိုးဘာကောင်လဲတိကုန်ကြတယ်ဘသူနဲ့ဖြစ်ဖြစ်ရဖြစ်တယ်အစကတော့အနာခံတာပဲပြီးရင်အာလာဝကကွာလို့အော်ခုံပြီးတော့အကုန်ပြန်ချတာငစိုးနဲ့ဘသူမှရှင်မဖြစ်ရဲကြတော့ဘူးထွက်ပြေးရမြင်အာမရလို့ငစိုးကနေရတိုင်းတို့တစ်ပင်တွေကိုခေါင်းနဲ့ပြေးတိုက်တာမြင်တဲ့လူတိုင်းလက်နေသူ့အမေတော်များစိန်နာချော့မှဒေါသပြေးတာခတ်တာဒီကောင်ငစိုးသူ့ကိုယ်သူတိတ်အထင်ကြီးနေရဲ့ကွာအမှန်အာလာဝကမှော်သွင်းထားလို့အာလာဝကဘီလူကခေါ်တိုင်းကျုံရတိုင်းဝင်အစံပြနေတာသူ့ကိုယ်မှာစောင့်ရှောက်နေတာဒီကောင်အတိတရားမရှိဘူးငါကြိုပြောခဲ့တဲ့စကားတွေဥပက္ခပြုလာတယ်ဇက်ပွဲရှိရင်ရက်ဖြစ်တယ်ပွဲဖြစ်တယ်မင်္ဂလာဆောင်ရှိလို့ဒီကောင်ရောက်လာရင်ပြဿနာဖြစ်ပြီးမင်္ဂလာဆောင်ကိုလာတဲ့တရက်သားနဲ့စကားများရန်ဖြစ်ရိုက်တယ်စပိန်တွေစပိန်ရိုက်ချိုးတယ်နွားလေးတွေနဲ့လာရင်နွားလေးတွေကိုရိုက်ချိုးတယ်အစကနဦးတော့ကတော့သူ့တပားလွန်လို့ဖြစ်ရတာအခုသူ့လွန်လို့သွေးထွက်တန်ရုပ်ဖြစ်ပွဲပြက်ညနာတွေပြက်ကြဒီကောင်ကိုတကြီးကဖမ်းပြီးတော့ထိတ်တုံးခတ်တယ်အဖမ်းခံတယ်တကြီးကိုရံမလုပ်ဘူးခပ်ပြုံးပြုံးပဲထိတ်တုံးအကက်ခံတယ်ထိတ်တုံးဆိုတာလူစိုးလူရန်ကားတွေကိုနှောက်ဖွဲ့ဖို့တက်သားနဲ့လှုပ်ထားတဲ့ပစ္စည်းအပေါက်ထဲခြေနှချောင်းထက်တိတ်ဆိုးရင်တပေါက်ကျော်ခတ်ထားအပေါ်ကနေအခောက်တူတက်သားပြားပြန်ကပ်ပြီးတော့တော့ခတ်ရင်ခတ်မခတ်ရင်တော့မင်းတုံချထားတာလိုအပ်ရင်လက်ရောခြေတော်ရောခတ်ရတာငဆိုးထိတ်တုံးခတ်ထားတယ်ညဘက်ရောက်တော့ချင်းကအရန်ကိုက်တရလိုဘက်ကကြေအေးရင်လှုပ်မယ်မကြေအေးရင်မျိုးကတ်ကိုပို့ရမယ်မိုးလင်းရင်စီစဉ်ရမှာမိုးလင်းလို့အချုပ်ခန်းထဲဝင်ကြည့်ရောလူမိုက်လူရန်ကငဆိုးမရှိတော့ဘူးထိတ်ထုံးကပွင့်နေပြီဟုတ်ပြီဒီကောင်အာလာဝကကတ်နေတာတေးကြသွားပြီသူဘသူစီမှာဒီလိုနှောင်ချေခြင်းမှာဖြုတ်တဲ့စိတ်ထိုးခဲ့တာလေဆရာကိုစုံစမ်းကြစမ်းငါလှုပ်ပေးတာလို့တော့မဆွဆွဲရဲကြဘူးငါအောက်လန်းဆရာပယောကဆရာမှန်တော့သိကြတယ်ငါစီမှာအကြံဉာဏ်တောင်းကြတယ်အဲ့ဒါကြည်ကောင်ကပြောရတာပေါ့ကွာဒီတခါတောင်းကြရင်ငါ့ကိုလာခေါ်ကြလို့သူတို့ကပြောရောဆရာကြီးသူ့နိုင်တဲ့စိတ်ရှင်ပေးပါဗျာအာလာဝကနိုင်တဲ့စီကျုပ်မှမရှိဘူးလုံးလို့ရတာခမည်းတော်သူ့ကိုလက်ရဖမ်းပြီးကျုပ်ကိုလာခေါ်သူ့ကိုကျုပ်လက်နဲ့အထီးမှကျုပ်ဒီရဲ့အစွဲပြောင်းလုံးလို့ရမှာဟုတ်တယ်လေကွာဒီကောင်ကောင်းပေါ်ရင်ဘတ်ပေါ်ကြောကုန်းနဲ့ခြေလက်ပေါင်းပေါ်မှာငါအာလာဝကမှော်စီစုပ်ထိုးသွင်းခဲ့တာသူ့ကိုလက်ရမိမှငါငဆိုးရဲ့ခေါင်းကိုအုပ်စီချုပ်စီပေါက်ပြီးတော့သွင်းထားတယ်မော်ပြန်ထုတ်ရမှာလေသူတို့သဘောပေါက်သွားတယ်လက်ရဖမ်းပြီးရဲ့နေ့လာခေါ်ပါမယ်တဲ့ဘယ်ဖမ်းလို့ရမှာလဲနှောင်ဖွဲ့တယ်ကျူတော့ပြုတ်ပြက်ထွက်တဲ့ဥစ္စာငဆိုးကလည်းလုံလာတယ်ကွာမိမပြိုလေးတွေကိုအနိုင်ကျင့်လာတယ်သူ့ကိုပြန်မကြိုက်ရင်ပါနာရိုက်တယ်ဆွေမျိုးကြီးကိုတွေကဒုတ်တာနဲ့လူစုလိုက်ရှောင်းသွားရောတနေ့လေးမရတော့အိမ်မော်လေမရှိတော့တက်ပြီးတော့မတော်တရားလုပ်ဖို့ကြံစီပါရောမိခလေးရအော်တော့အိမ်နီးနာချင်းတွေဒုတ်တာတွေနဲ့ဝိုင်းလာရောကြည်စံအိမ်ခေါင်ကဖောက်ထွက်ပြီးတော့အာလာဝကရဲ့ဟေ့လို့ကျုံသွားပြီးတော့
လာတဲ့လူအုပ်ထဲကိုခုန်ချတွေ့ရလူရိုက်နှက်ပြီးတော့ပြေးရောဒီကောင်ရဲ့အစွမ်းတိနေတော့တော်ရုံကိစ္စမျိုးကတ်သွားမတိုင်ကြဘူးကွာတိုင်လဲဒီကောင်ဖမ်းပြီးဖို့မလွယ်ဘူးလေကွာဒီကောင်ရွာစင်လှည့်ရန်ဖြစ်အစွမ်းပြနေရတဲ့စက်မိမကိစ္စကိုစိတ်ဝင်စားလာပြီးတော့လင့်ရင်အိမ်မော်တက်ရောအခုတော့မိမပြိုရှိတဲ့အိမ်ကဒီကောင်ရန်ကြောက်လို့တင်ကြိုင်ကုန်းမှာမီးတကြွရင်လူသေးကောင်ထိုးလန်တဲ့တဇူဝါကိုစောင့်ထားကြတယ်ပြီးရဲဆိုတဲ့ကောင်တဇူဝါနဲ့ထိုးမယ်တဲ့တချို့ကလှန်ရှည်လှန်တိုမှာမီးနေထမင်းစားကိုပန်းပွားလုပ်ပြီးတော့အသင့်ဆောင်ထားကြတယ်တဲ့တနေ့ဒီကောင်လင်းရှိမရအိမ်ကိုဝင်တာကွာအတင့်ရဲတဲ့ကောင်ရက်ကွာအိမ်ရှင်လေးမရနိုးရောဟေးဘာတူလဲကွာအဲ့ဒီကောင်ကအခန်းဝကနေမန်းဖီရတဲ့ဟေးအဲ့ဒီမှာအိမ်ရှင်ယောက်ျားမီးနေတဲ့ထမင်းစားချီထားတဲ့လှန်တိုနဲ့ပြစ်လိုက်တာအာလာဝကငဆိုးရဲ့ပါဇက်အာကနေအော်တန်ကြားလိုက်ရတယ်လို့ကျမ်းမြေမော်လှန်တိုပြန်ကြတန်ကြားရပြီးတော့ဒီကောင်ပရင်းပေါက်ကဲလာတဲ့ခုံစင်းသွားတာသိလိုက်တယ်ဒါနဲ့အင်းရှင်လေးများမိခွက်ထွန်းကြည့်လိုက်တော့သွေးဆိုးနေတဲ့လှန်တိုအံ့ဖွယ်မြင်လိုက်ရတယ်အာလာဝကသူ့လက်ကိုလှန်ရှသွားတာအံ့ဩနေရတဲ့နောက်လူဆုံးစမ်းတော့သူ့ကိုပြစ်တဲ့လှန်တိုမှာမတတ်တဲ့မီးနေတဲ့ထမိန်စားကိုပန်းပွားချက်ပြီးတော့ပြစ်မှန်းသိပြီးတော့သူ့သတိထားနေတော့တယ်အာလာဝကငဆိုးကဖဲဝိုင်းနေဝင့်မွေတယ်နိုင်တဲ့လူစီကငွေလိုချင်သမျှတောင်းတယ်အယောင်းဝယ်ကိစ္စရှိရင်ခေါင်းပုံလားဖြတ်တယ်ဗဇက်ကပြောတယ်မရှိလို့အလူခံတာတဲ့ကြီးကြီးပြူပြူမပေးရင်ထိုးချိတ်ရိုက်နေရောဒီရက်ကစိုးပေတဲ့လူမိုက်တွေလည်းအာလာဝကငဆိုအရာထဲစာအုပ်စာပြကျွေးရတဲ့ဘဝရောက်ကုန်ကြတယ်ဆိုတော့မိမသားတွေကိုအနိုင်ကျင့်တာပဲတကြီးကတော့ပြောတယ်ဒီတစ်ခါဆိုနှလုံးပြူတတ်တဲ့ပြတ်တက်ရမှာပဲတဲ့လူတန်2ယောက်3ယောက်သူ့ကိုလုံးထွေးဖမ်းလို့မရဘူးသူ့ပါဇက်ကအာလာဝကကွာလို့ကျင်းဝါပြီးတော့ခုံလိုက်ရင်အိမ်ခေါမိုးပေါ်ရောက်နေတာကိုကြောက်ကြကုန်ပါရောကွာနောက်ဆုံးငါမှတာဝန်ရှိလာတယ်ငါအာလာဝကငဆိုးလိုက်ရှာရတယ်ဒီကောင်ပဲနေရာမှာနေမယ်ဘသူမှမသိဘူးကွာသူ့အိမ်မှာလည်းပြက်မအိပ်ဘူးငဆိုးအမေကိုလည်းတကြီးဟာခေါ်ချင်းပြီတော်ပြန်ရှင်းတကြီးခမည်းသားကိုပြောလိုက်ကျုပ်ရောကျုပ်တို့ရွာသူရွာသားတွေရောတီးခတ်တာများပြီဒီတစ်ခါဆိုဟောရီတနက်နဲ့အသေးပြတ်တတ်မယ်လို့ပြောလိုက်တောင်းပန်ပါရဲ့တကြီးရဲ့ခမည်းတောင်းပန်တာအကျိတ်90ကျော်ပြီဗျကျမဆုံးမပါမယ်ရှင်ခမည်းဆိုဆုံးမလို့နာခံလိမ့်ပါရင်ကျုပ်တို့ရမှာခမည်းသားကြောင့်ပြဿနာဖြစ်เสียစိတ်ဆင်းရဲเสียမရှိဘူးပြောလိုက်အာလာဝကဆေးပဲထိုးထိုးပုံနကဆေးပဲထိုးထိုးကျုံနှလုံးပြူးနဲ့တွေ့စကားပေါက်ဖြစ်သွားမယ်ပြောလိုက်ကြားလားဟုတ်ကဲ့ပါဘလို့တောက်သုံးမကြတဲ့အောင်လန်းเสียစုပ်ကမြအယူကိုပုံမြောက်စေးပေါက်ပေးလည်းမသိဘူးကွာသိရင်တော့လားဆရာစုပ်ပါရှင်းပြမယ်ဟဲ့ငါတို့ပင်မသိကြဘူးငါစိုးကလေဒါတော့သစ္စာရှိတယ်ကွာဘသူမှဖွင့်မပြောဟဲ့ဘယ်ပြောမှလဲကွာငါဒီလိုအလာဝကမော်တို့ပုံနကမော်တို့သွင်းနိုင်စီရင်ထိုးပေးနိုင်မှန်းတည်တယောက်ပြီးတယောက်ငွေပုံပေးရွှေပေးပြီးတော့လာကြမှာကွာဒီကောင်ကလေလက်တယ်ဟဲ့သူပဲအစွမ်းရှိပြီးတော့ဘူကြကျင်တာဟုတ်ကွာအဲ့ဒါကြောင့်ငါစီရင်ပေးနိုင်တယ်ဆိုတာကိုမပြောဘဲနဲ့နှုတ်လုံးနေတာတော်သေးတယ်စိုးအောင်ပါပဲငါအလာဝကမော်စီရင်သွင်းပေးနိုင်မယ်တိများသိရင်တော့တယောက်ပြီးတယောက်ဆွမ်းပြီးတော့တောင်းချမ်းကုန်ရင်ငါအရင်ဆုံးတကြီးနှလုံးပြူတတ်တတ်စာမိမှာကွာမဖြစ်တော့ဒီကောင်ကထိမှဖြစ်မယ်နောက်ဆုံးဒီကောင်ပုံခုန်နေတဲ့တဲကိုငါရောက်သွားတယ်အလိုဒီကောင်ငါလည်းမြင်ရောလက်ပြီးရောထပြေမလို့လှုပ်ရောကွာငါဆိုထိုင်စမ်းဆရာကြီးဘာကိစ္စရှိလို့လာလဲမင်းရဲ့လုပ်ရက်တွေကကောင်းတာတခုမှမရှိဘူးငါဆိုမင်းကငါကြိုးပြောခဲ့တယ်ကိုစိတ်ကိုနိုင်ရက်လာပြီးတော့နိုင်ပါတယ်လို့ပြောခဲ့တာပဲမင်းပဲကဆိုမင်းကအာလာဝကမှော်သွင်းစီရင်ကြရပြောခဲ့တယ်အားရတဲ့မိမသားကိုအနိုင်မကျင့်နဲ့လူပိုင်းလုပ်ပြီးမစော်ကားနဲ့ခလေးတွေကိုမရိုက်နဲ့ရတနာသုံးပါမစော်ကားနဲ့ဆရာကိုအာမခံနဲ့ငါပြောခဲ့တယ်အခုကျွန်တော်ဆရာကြီးကိုအာခံလို့လားဗျာမင်းလုံနေတဲ့မိုင်ရိုင်းမှုတွေကငါ့ကိုစော်ကားအာခံတာနဲ့အတူတူပဲကွာမင်းငါစကားကိုဂရီကိုလုံးဝနားမထောင်မလိုက်တော့ဘူးအဲ့တော့ကျွန်တော်ဘာလုပ်ပေးရမလဲမင်းကြောင့်ရွာဆူတော့မယ်ကျွန်တော်ကိုစောစောကားကားပြောလို့လုပ်တာပါဗျမင်းရက်လိုက်တော့ဘာကိုရက်ရမှာတော့ရှေးလျှောက်ဒီလိုတောင်းချမ်းနေမင်းလဲသိမ့်မယ်ငါလဲဒုက္ခရောက်မယ်မင်းကငါစေးပြန်ဖြည့်ပေးမယ်ဗျာဘာပြောရဆရာကြီးမင်းကိုပေါ်မှာဝင်နေတဲ့အာလာဝကမုံငါပြန်သိမ့်မယ်ငါရှိမှလာထိုင်ငါလွယ်အိတ်ထဲကဆေးတော်စုပ်တော်ကိုထုတ်ယူပြီးတော့သူ့ကိုငါရှိထိုင်ခိုင်းလိုက်တယ်လာခဲ့ကျုပ်မလာနိုင်ဘူးဘာမင်းကငါ့ကိုကျုပ်ဒီအာလာဝကမော့အစွမ်းကြောင့်
တွေ့သမျှလူကကျုပ်ကိုကြောက်ရွံ့ရိုသေနေကြတာဗျကျုပ်ဆရာကြီးကိုထိုက်ထိုက်တန်တန်ကြော့ထားရလေဗျကျုပ်ကိုအစွမ်းပြောင်းမလုံးနဲ့လုံးဝမလုံးနိုင်ဘူးလူလိမ္မာလိုနေပါငဆိုးဟာလာခဲ့မလာဘူးဗျာကြာအာလာဝကရဲကွဒီကောင်ငါမိတ်ကိုမနာခံဘူးအာလာဝကကွလို့ကျိန်းဝါပြီးတော့လက်ခမောင်း၃ချက်ခတ်လို့ခုံလိုက်တာကွာတဲမိုတနီဝါးရီတစစီကျိုးပြက်လွင့်စင်ပြီးတော့ဒီကောင်ဖောက်ထွက်သွားတယ်တဲပြင်းမြေကြီးပေါ်ကျရောနောက်ကျုံရှေ့ကျုံထိုးပြီးတော့ဟိုးကွေးတဲ့ကိုပြေးထွက်သွားခဲ့တယ်ဒီကောင်ဆရာကိုတော့အာခံရဲပြီပေါ့ငါလုံးဝမှဒီကောင်ခေါင်းပေါ်မှာပြဲစီချုပ်စီပေါက်ပြီးတော့အာလာဝကမောကိုပြန်သိမ်းရမှာလေဒီမောကိုပြန်သိမ်းမှဒီကောင်ကိုစောင့်ရှောက်နေတဲ့အာလာဝကနတ်ပြီလူနှင်လို့ရမှာဒီအာလာဝကမော့ပြောင်းမှဒီကောင်အရင်လိုလူကောင်းစိတ်ပြန်ဝင်မှာစာရေးဆရာသိတဲ့အတိုင်းပဲလေအာလာဝကနတ်ပြီလူကအရန်ကြမ်းကြုတ်ရက်ဆက်တဲ့ပြီလူဖျားရှင်သူ့နေတဲ့ဂူဘိတ်မှန်တညတာတဲခိုဖို့အာလာဝကပြီလူအဆောင်ထားခဲ့တဲ့ဂမ်ဘီယာပြီလူကိုခွင့်တောင်းပြီးတော့ဂူဘိတ်မှန်ထဲမှာဝင်နေတော်မူတယ်အဲ့ဒီအချိန်မှာအာလာဝကပြီလူကဟိဝမနာနတ်တပင်အစီဝေတက်နေတယ်လေအဲ့ဒါအဆောင်နေထားခဲ့တဲ့ကန္တပပြီလူကအာလာဝကပြီလူကိုတွားပြောလျှောက်တယ်ဂေါရမယဟန်ကြီးအရှိဂူဘိတ်မှန်ထဲမှာဝင်နေပါတယ်အရှင်ပြီလူမေအဲ့လိုကြားသိရောဒေါသတွေပောက်ကွဲပြီးတော့ဖျားရှင်ရှိရာရောက်လာကျင်းဝါနှင်ထုတ်ရောကွာဖျားကတရားပြတယ်အဲ့ဒီမှာအာလာဝကဒေါသတွေပောက်ကွဲပြီးတော့အလျားအတောင်သူ့နောက်ဆေးကြောရှိတဲ့ကေလာတတောင်ထွတ်ကိုလက်ရချင်းနဲ့စောင့်နေလိုက်တာကေလာတတောင်အစိတ်စိတ်အမောင်မှာပြိုကျသွားတဲ့ကွာငါအာလာဝကဘေလူတဲ့ဟိအဲ့လိုကျင်းဝါပြီးတော့ဖျားရှင်ကိုလေပြင်းမုန်တိုင်းနဲ့တိုက်တယ်ရေလှမ်းတွေဖန်ဆင်းပြီးတော့ရေနှစ်သက်တယ်ဖျားရှင်ဘာမှမဖြစ်ဘူးအဲ့နောက်ကဘာပြက်မိုးကြီးရွာချညှင်းဆဲတက်ပြန်ရောမြတ်စွာဘုရားရှင်ကိုနှစ်ပေါင်းမြတော်မစိုးခဲ့ဘူးဝင်းစင်ဟာတပင်းတော်တောင်တွေရင်းနစ်သွားတယ်တန်လျက်မိုးတွေဖန်ဆင်းပြီးတော့ဘုရားရှင်ရှိရာကိုရွာချပြန်ရောပြီးတော့ပြပုံမိုးရဲရဲကြီးကြီးရှိတဲ့မီးကြီးမိုးတွေရွာချစေတယ်ဘုရားရှင်ရဲ့တကူကြောင့်ပန်းပွင့်ပေါက်ပေါက်နဲ့နတ်တာပန်းတွေဖြစ်စေခဲ့တယ်တဲ့ဘုရားရှင်ကိုဘလို့မှညှင်းဆဲတက်ပြက်လို့မရတဲ့အစုံပွဲပြူလက်နဲ့ထပ်ပြစ်ပြန်ရောပွဲပြူလက်နဲ့အစွမ်းကိုပြော့ပြရမယ်စာရေးစရာအာလာဝကဘီလူဒေါသပေါက်ကွဲလို့ပွဲပြူလက်နဲ့ကောင်းကင်ကိုပြစ်လိုက်ရင်တက်ဆက်နှစ်နှစ်လုံးလုံးမိုးမရတော့ဘူးမိုးကောင်ရောကွာပွဲပြူလက်နဲ့မြေပြင်ကိုပြစ်လိုက်ရင်ဆက်နှစ်နှစ်လုံးလုံးမြေပြင်ပြီးကျပြီးတော့ဘာတစ်ပင်မှမပေါက်တော့ဘူးရှိသမျှရေတွေချက်ချင်းပူလောင်ပွက်စုခန်းချောက်ကုန်ရောအဲ့ဒီကြောက်စရာကောင်းတဲ့ပွဲပြူလက်နဲ့ပြစ်လိုက်တာပွဲပြူလက်ကဖျားရှိကိုရောက်ရောခြေတုပ်ပစိုးဖြစ်သွားရောတဲ့အဲ့ဒါမြင်ပြီးတော့အာလာဝကဟာစဉ်းစားတယ်ငါရဲ့ဒေါသငါရဲ့အစွမ်းထက်လက်နက်တွေတကိုးတွေနဲ့မုံမုံကြေသွားအောင်တိုက်လေရှေကြီးကောဓမဘာမှမဖြစ်ပါလားသူကပို့ပြီးတော့တကိုးကြီးပါလားလို့စဉ်းစားမှန်းချခဲ့တယ်ပြီးတော့စကားစစ်ထိုးခဲ့တယ်နောက်ဆုံးမှာတော့ရှင်တော်ကောဓမဖျားရှင်တရားအစုံအမမှာဒေါသနဲ့မေတ္တာတရားတွေရဲ့စန့်ကျင်ဘက်သဘောနားဝင်တရားရပြီးတော့နောင်တတွေရလာတယ်ဖျားရှင်ရဲ့ပညာကုံသီလကုံရဲ့တန်ဖိုးကိုသိရှိပြီးတော့ယုံမာတန်တရားနှစ်ခွာဖြစ်တဲ့ဝိစိတ်ကိစ္စတွေကိုပယ်ပြီးတဲ့နောက်တရားအစုံအမအစုံမှာအာလာဝကဘီလူဖျားရှင်ကိုဥခိုက်ခဲ့တယ်အဲ့ဒီအာလာဝကဘီလူရဲ့မူလပထမဘဝကိုအစီရင်နဲ့ခေါ်ပြီးတော့မှော်သွင်းတာကိုမော်ရဲကစုံလင်တော့အာလာဝကနတ်ဘီလူစိတ်ဝင်လာပြီးတော့ကြမ်းကြုတ်ရက်ဆက်ကြတာပေါ့အာလာဝကဘီလူစိတ်ဝင်တာကိုအာလာဝကမော်အောင်နဲ့ခေါ်တယ်အခုငါဖြည့်စီထိုးပေးခြင်းနဲ့ငါဆိုကလုံးဝလက်မခံဘူးငါမှားပါတယ်ကွာလူတယောက်ရဲ့စိတ်အရှိကိုငါမသိမြင်ပဲငွေမျက်နှာတစ်ခုတည်းကြည့်ပြီးတော့ကြမ်းတမ်းတဲ့အာလာဝကမှော်သွင်းပေးမိတာငါမှားပြီမတက်နိုင်တော့ဘူးကွာငါအဖြစ်တွေပါလုံးဝလုံးမပေးတဲ့အစီရင်မို့ငွေမျက်နှာနဲ့လှုပ်ပေးပြီးတော့ရွာပြတ်တော့မယ်စားရေးစရာအဲ့ဒါကြောင့်အောက်လန်းဆရာပဲဖြစ်ဖြစ်ပယောကစီရင်ပေးနိုင်တဲ့ဆရာပဲဖြစ်ဖြစ်ကိုပြညာနဲ့စီရင်မယ်ဆိုရင်စဉ်စဉ်စားစားလုပ်ကြပါကိုကြောင့်ဘဝတွေပြက်မျက်ရည်ကျရွာစုရက်စုဖြစ်မှာမျိုးလုံးဝမလုပ်ကြပါနဲ့လို့ဒီနေရာကနေမြတ်တာရက်ချင်တဲ့စာရေးဆရာငွေမဲ့ရင်ငရဲသွားရမှာကွဆရာကြီးကိုငယ်ဆိုးရဲ့အကြောင်းဆက်ပြောပါဦးဗျအေးပြောရမှာပေါ့ဒီကောင်မီးနေထမိန်ပန်းမွားတက်လန်နဲ့အပြစ်ခံရပြီးတော့ပျောက်ချက်သားကောင်းသွားတယ်တနေ့ငဆိုးပြန်ပေါ်လာရောကွာအဲ့ဒီနေရာချော်တွင်းကုန်းရွာမှာအလူဝင်တဲ့နေ့မနှက်ပြန်ဆိုအလူရေဆက်ချကျွေးမွေးမှာအလူရှင်တွေအမိကကိုဆန်မောင်းနဲ့မချစ်ဆိုတဲ့ရဟန်းကန်ရှင်ပြူအလူပွဲပေါ့မန်နက်ကလည်းမြို့ဝဆရာတွေခေါ်အပ်ပြင်ထားတာလှမလှကွာညနေပိုင်းမှာရှင်းလောင်းတဲ့ရွာတော်ရှင်နန်းထဲမှာပြပြီးတော့ပြန်လာကြတယ်အိုးစီဝိုင်းက3ဝိုင်းကွာကရင်ကုန်းကတဝိုင်း
ကျော်ပရီကတဝိုင်းချော်ရင်ကုန်းကတဝိုင်းပေါင်3ဝိုင်းမန်တပ်ဝေမှာရှင်လောင်းတွေကိုရွှေကျိုးတွေနဲ့ကြိုးတာကြကားကြခုံကြအဲ့ဒီမှာကြောက်ပရီးကအိုးစီဝိုင်းကမန်တပ်အပြင်မှာမင်းသားနဲ့အိတ်ခံနေတယ်ပြဿနာကောင်းငဆိုးရောက်ချလာပါလေရောဝေကောင်းစားလာအစ်စ်တွေဝစ်လို့ကွာသူ့အပြင်တော့ဓာတ်တိတွေလက်သွားကြတယ်တချို့ကလည်းမန်တပ်တဲ့ဝင်းရှောင်းသားကြတယ်အိုးစီဝါနှဝိုင်းလည်းငဆိုးရဲ့အကြောင်းကိုသိလို့မန်တပ်တဲ့ဝင်းနေကြတယ်တချို့ကအိမ်ပြန်သွားကြတယ်မန်တပ်ထဲမှာတော့ဦးစင်းတွေကကိုရင်နဲ့ရဟန်းလောင်းတွေကိုဆန့်ချပေးနေချိန်ကြောက်ပရီးအိုးစီဝိုင်းကလည်းတီးဆိုကကောင်းနေတယ်ငဆိုးရောက်လာပြီးတော့အိုးစီဝိုင်းရှိမှလက်ခုပ်တီးပြီးတော့တချင်းဆိုပါတယ်အိုးစီဝိုင်းကလည်းငဆိုးအကြောင်းသိတော့အိုးစီအတီးရက်လိုက်တယ်ဟဲ့ကောင်ပြတယ်ဘာလို့မတီးရလဲငဆိုးကခါထောက်ပြီးတော့မေးလိုက်တယ်လှေပွဲမှာပင်ပန်းလာလို့ပါကိုစိုးဟာအဲ့ဒါကြောင့်ပါမလို့ချင်ဘူးစက်တီးဗျာကဲကွာအိုးစီတီးရဲ့မြတဲ့ရဲ့ပါကိုဖျက်ရိုက်လိုက်တာတဲ့မင်းတို့အားလုံးစက်မတင်သေဖို့ပါပြင်းထားတီးပါပဲဗျာအဲ့ဒါစက်တီးရတယ်ငဆိုးကလည်းဝင်ကြတယ်မနာတဲ့တီးခိုင်းတာမင်းသားကတဲ့ကောင်လေးကိုလည်းမနာတဲ့ကခိုင်းတယ်အကောင်လက်ပန်းကျနေပြီမတီးနိုင်မကနိုင်တော့ဘူးအဲ့ဒီမှာအလူရှင်ကအိုးစီဝိုင်းကိုထမင်းစားဖို့လာခေါ်ပါဦးအဲ့ဒါနဲ့ဝမ်းသာပြီးတော့အိုးစီအတီးရက်လိုက်ကြတယ်ရတယ်စက်တီးမောနေပြီကိုစိုးဟာမလို့ချင်ဘူးငါတီးဆိုတီးဟုတ်ကောင်ကစမ်းကဆိုသူတို့ထမင်းကျွေးမလို့ဟာခမည်းဝေမပြောနဲ့ရတယ်တီးလေဟိုဟာမင်းကများကွာကဲကွာမြားတယ်ကိုလက်သီးနဲ့လှမ်းထိုးတာမြားတယ်လူရောအိုးစီရောလဲကျသွားတယ်အဲ့ဒီမှာကျန်တဲ့အိုးစီသားတွေကငဆိုးဝါလက်ခုပ်တွေလက်ကွင်းတွေနဲ့ဝေးရရောအကုန်ရုပ်ရုပ်တဲတဲဖြစ်ကုန်ပြီအာလာဝကရဲကွာကြာငဆိုးကအာလာဝကကွာလို့អော်ပြီးတော့ခုံပေါက်ကန်ကြောက်ထိုးကျိတ်လူတွေလာဝိုင်းဆွဲဟဲ့ငဆိုးမလုပ်ပါနဲ့တောင်းပန်ပါတယ်ငါတို့ရဲ့တော်စံကဲဟာအမလီသေပါပြီတော့အလူရှင်မချစ်ဖို့လက်ပြန်ရဲလိုက်တာမန်းနဲ့ရှိကိုလွင့်သွားပြီးတော့မြေကြီးမှာလူးနေပါရောအဲ့ဒီမှာငဆိုးကအလှဆင်ထားတဲ့အလူမန်းတဲ့တိုင်ကိုလက်သီးနဲ့ထိုးလိုက်တာဝနတိုင်ကငဆိုးရဲ့လက်သီးထိုးချက်ကြောင့်ကြို့ပြီးတော့မန်းတဲ့တိုင်ညွတ်လို့အမိုးဣသွားတယ်ပြေးရလူလဲပြေးရက်ကြည့်သူလဲရက်ကြည့်အဲ့ဒီမှာကိုရင်လောင်းတွေစန့်ချပေးနေတဲ့ဦးစင်တပါပြေးလာပြီးတော့တကားကြီးဘာလဲရပ်ပါတော့မလောက်ကောင်းပါဘူးတကားဖုံးကြီးလို့ကိုနဲ့မဆိုင်ဝင်းမပါနဲ့ဖဲ့နေကြည်စမ်းဒီကောင်သင်္ကန်းဝယ်ဖျားသားကိုရိုက်ဆိုင်ပြောနေတာမရိုင်းလိုက်တာတကားတော့ဒီကောင်ဦးစင်းကိုအော်ငေါလိုက်တာကွာငါလဲပြန်ပြေးလာတဲ့လူတအူးပြောလို့သွားပြေးကြည့်တာပေါ့ငါရောက်တော့ငဆိုကဦးစင်းကိုအော်နေတာအဲ့ဒီမှာပဲလူကြီးတအူးကအိုးစီဝိုင်းနာကနေထလာတာဟဲ့အသက်80လောက်တော့ရှိမယ်ကွာလူကဖက်လန်လေးအဲ့ဒီမပါကြောပြောင်ကြီးနဲ့ရင်ပန်းနဲ့ကြောမရောလက်မောင်းနှစ်ဖက်မှာရောအေးခွက်တွေကနေစာတန်းတွေပြည့်နေတာပဲရောင်တုံထုံးလို့ကွာပစိုးတူတူဝစ်ထားတယ်သူ့ကိုကြည့်ရတာအလိုထမင်းဝိုင်းရစားပြီးတော့ထလာပုံကွာပါဇက်မှာလည်းထမင်းစေတွေပေးနေသလိုညာလက်ကလည်းရေမစေးပဲနဲ့ထလာတာနဲ့တူတယ်ဟင်းထမင်းတွေပေးလို့ငစိုးနဲ့ဦးစင်လေးဂျားရဲကိုဝင်ပြီးတော့ဟဲ့တငယ်တော်တော့ခမရပါလေသေစင်လို့လားဦးစင်ပြောရင်နားလေပါကွာခမရကြုတ်နာမည်ကြားဘူးလားကြားဘူးပါတယ်အာလာဝက်ကငဆိုးပါသိရင်ဝေးမရှုံးနဲ့သွားစမ်းဗျာကဲအဲ့လိုပြောပြီးတော့အင်းကွက်နဲ့အဖိုးကြီးညို့လက်သီးနဲ့ထိုးလိုက်တာအဲ့ဒီမှာအင်းကွက်တွေနဲ့လူရလှစ်ခနဲဝင်လာတဲ့ငဆိုးရဲ့လက်သီးကိုသူ့ရဲ့ညာလက်ဝါးနဲ့စောင့်တုံးလိုက်တာအလူမရှိနေတဲ့လူတွေရောငါပါအံ့ဩသွားရအောင်ကွာငဆိုးနောက်ပြန်ကန်ပြီးတော့လွင့်လေးကျသွားတယ်ကြည့်စမ်းငဆိုးသူ့လက်ကိုနာလို့ခနေတယ်ကွာဒီကောင်လွှားကနေပြန်ထားလိုက်ပြီးတော့အာလာဝကတဲ့ဟေ့ဆိုပြီးတော့ကျုံသွားပြီးတော့လေထဲကိုခေါင်းလိုက်ချိန်အင်းကွက်ကြီးကလည်းလေထဲကိုလွှားကနေငဆိုးနဲ့အပြန်ခုံတက်သွားတာအလိုလူကြီးကလေထဲမှာပဲအာလာဝကငဆိုးရဲ့ငယ်လေးကိုဖနှောက်နဲ့ပေါက်ချလိုက်တာအာလာဝကငဆိုးမြေကြီးပေါ်ကိုခွေချကြပြီးတော့ငယ်လေးကိုလက်ဝါးနဲ့အုပ်လူးလွန်နေတာကွာလက်ငါးချောင်းကြားမှာသွေးတွေစီးကြလို့ငဆိုးတောက်တစ်ချက်ခတ်ပြီးတော့အဖိုးကြီးကိုဂျွန်းထိုးလို့ညာချင်းနဲ့စောင့်ဝကန်အေးခွက်ကြီးကငဆိုးရဲ့ဝင်လာတဲ့ခြေဘွားကိုစုပ်ကန်ပြီးတော့လေထဲမှာလှဲ့မွေတာဟဲ့ဟာငဆိုးတော့ခံရပြီဟဲ့အဘချပါဗျအသေးသားလို့ဝမ်းပြီးတော့အဲ့လိုအော်ကြတယ်လူရငဆိုးကိုလေထဲမှာမှွေရမ်းပြီးတော့လွှင့်ပစ်လိုက်တာဝါတပြန်ကျော်လွင့်သွားရောအဲ့မှာအိုးစီသားတွေဝိုင်းချလိုက်တာငါကြိုးပြောသားပဲကွာဆရာကိုအာမခံနဲ့ရဟန်းတန်ကမစော်ကားနဲ့
ကြီးနိုင်ငံချင်းမလုံနဲ့လို့အခုတော့သွားပြီအာလာဝကငဆိုဘာမှပြန်မလုံနိုင်တော့ကံကျဲရိုက်ချက်ထိုးချက်တွေကြားမှာလူလိန်အော်ဟစ်နေတယ်ငါလည်းအံ့ဩစရာကောင်းတဲ့အင်ကွက်စုံနဲ့လူကြီးကိုငေးကြည့်နေတော့မှာပဲအင်ကွက်စုံတဲ့လူကြီးကငါရှိမှလာရက်ငါ့ကိုစိုက်ကြည့်လက်ညှိုးထိုးပြီးတော့ပြောသွားတယ်အာလာဝကငဆိုပင်အာလာဝကမော်စီထိုးပြီးရဆရာလို့သူအလှဲ့ပဲကွထမင်းဝအောင်သာစားထားသူအဲ့လိုပြောပြီးတော့ခြေလမ်းကျဲနဲ့ထွက်သွားရောကွာငါရဲ့ကြောထဲမှာကြက်သီးဖြန့်ကနေထသွားတယ်ငါထွက်သွားတဲ့အဖိုးကြီးကိုတက်လက်ငါတပည့်အာလာဝကငဆိုးလူသွမ်းကိုတက်လက်ကြည့်နေမိတယ်ငဆိုးကတော့ခါတိုင်းလိုကြာအာလာဝကရဲ့ကွာလို့မအော်နိုင်တော့ဘူးဝိုင်းထိုးကြိတ်ရိုင်းလက်တဲ့ကြားမှာကွဲပြီးတော့သွေးတန်ရဲရဲနဲ့သတိလစ်နေပြီသူ့ရဲ့နီးမှာတကြီးဥဖိုးကြံနှလုံးပြူတနတ်ကြီးနဲ့အော်ဟစ်တားမြစ်နေတယ်အဲ့ဒါအဘဘဝမှာကြုံခဲ့ရတဲ့အဖြစ်ပဲငါမှားပါတယ်ကွာအဘဦးစေးပေါင်းကသူ့ရဲ့အတွေ့အကြုံဇလန်းကိုအဆုံးသတ်လိုက်တယ်အဘပြောစာရေးစရာဟိုအင်းကွက်နဲ့ဘာကြီးရောသိလားမသိပါဘူးကွာတခါမှမမြင်ဘူး तू ဘာလဲရောသိလားစွမ်းတာတော့အတော်စွမ်းနေကွာသူ့ရဲ့ဖနှောင်းစာမိပြီးတော့ငဆိုးရဲ့အာလာဝကမော်ညီကုန်းချုပ်သွားတယ်အန်ဩစီကတော့ကောင်းတယ်ငါ့ကိုလည်း तू သိနေတယ် तू တတိပေးသွားပုံကငါ့ကိုနောက်တာရစီတာပဲကွယ်အဲ့ဒီအဘကိုနောက်ပိုင်းတွေ့သေးလားမတွေ့တော့ဘူးကွာအဘဘလို့ကြောင့်ဒီအောင်လန်းပညာနဲ့အစွမ်းထက်အစီရင်ပညာတွေကိုစွန့်လို့ရရလဲဗျဒီအကြောင်းကိုနောက်နေ့မှဆက်ပြောကြတာပေါ့စာရေးဆရာနားလိုက်ပါအောင်ကွယ်ကျွန်တော်ကိုကန်သိန်းတို့ရွာမှာမူလာနိုင်တော့နှစ်ရက်မြပဲနေဖို့ပါဗျာဆရာကြီးဦးစေးပေါင်းနဲ့တွေ့ပြီးရင်တော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒီရွာမှာကျွန်တော်ကြောက်မှာပါဇလန်လေးကတော့ဒီမှာပဲပြီးပါပြီရှင်နားဆင်ရပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်